မင်္ဂလာပါရှင်။ဆီယာမကြီးဂျာနယ်ကျော်မမလေးရေးသားထားတဲ့မာလာရီသို့မဟုတ်မျက်ရည်ခံခွင့်မရှိသောမိန်းမဆိုတဲ့ဝတ္ထုရှိရဲ့အပိုင်းနှစ်ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်။မာလာရီသို့မဟုတ်မျက်ရည်ခံခွင့်မရှိသောမိန်းမအပိုင်းနှစ်စကိုင်းဘက်တွင်မာလာရီတို့ပြဆက်ကားနေစဉ်အတွင်းဝင်ယုံ၌ဘိုးချုပ်တို့စက်တနက်အပြစ်ခံရသည်တိုင်ရီပြည့်၍မသားရ၍စကိုင်းမှဆင်ခဲ့သည်ယထာလန်တလျှောက်တမျိုးပြီးတမျိုးဝင်ကာခဲ့ကြပြီးနောက်ရန်ကုန်သို့ရောက်လာခဲ့ကြသည်ရန်ကုန်တွင်မြင်းပြိုင်ကွင်းတာမွေဇော်ယုံတို့၌လှည့်ကနေကြပြီးနောက်ကြီးမြင့်နိုင်ဘက်စလင်းကွင်းယုံသို့ရောက်သွားကြသည်စလင်းကွင်းယုံထဲ၌ကနေစဉ်အင်းစိန်ဘက်၌ကရင်တဘိုးများဝင်စီသည်ရေလံကုန်းလံပိတ်ဆို့ကုန်သည်ပြာဇက်အဖွဲ့ကြီးမှဇက်ကောင်းကွဲကုန်သည်ကိုရက်ကိုရွာသို့အရှူရှူပြန်ကုန်ကြသည်မာလာရီတို့သားမိတအုပ်မှာယထာလံပိတ်ထား၍မပြန်နိုင်သေးပဲဆလင်းကွင်းယုံထဲတွင်တောင်းတင်နေကြသည်ရန်ကုန်မြို့၌အတိမိတ်ဆွေလည်းမရှိမတော်တတ်မလာတတ်ဖြင့်ယုံထဲတွင်စုပြုံနေကြရသည်အင်းစိန်တိုက်ပွဲမှအမြောက်တန်တဒိန်ဒိန်ကြားနေရသည်မာလာရီတို့မိသားစုထိတ်လန့်တကြားနှင့်နေစရာမရှိအောင်အားငယ်ကြောက်လန့်နေကြသည်စလင်ကွင်းယုံပိုင်ရှင်ရဲဘော်ပူအောင်သိန်းသည်ယုံထဲ၌ဒုက္ခရောက်ခါမျက်စိတငယ်ဖြစ်နေသောမိသားတအုပ်ကိုတက်အားသမျှကူညီထောက်ပံ့ထားသည်ရဲဘော်ပူအောင်သိန်းဇက်ယုံထဲသို့ဝင်လာလျင်နောက်ပါအချွေရန်ရဲဘော်များပါလာစမြဲဖြစ်သည်ကာဂီယောင်ရှက်လက်တူကာဂီယောင်ပေါင်းမိရှိဝိခါသူခါ၌လက်ပစ်ပုံနှင့်တစ်ချက်ပြစ်လင်ကိုချက်ထွက်သောဂျာမန်လူကာတနက်ချိတ်ထားသည်လက်တစ်ဖက်၌စတင်ဂန်တနက်ဆွဲကင်ထားသည်ရွှေတင်ကားပြားများကိုလက်ပတ်ကျိုးလှုပ်ဝစ်လျက်စစ်ဖနက်ကြီးစီထားသည်ယုံနေလာလင်မာလာရီမိခင်ကိုဦးစွာအလေးပြုနှုတ်ဆက်သည်သူတယောက်လုံးရှိ၍မကြောက်ကြရန်အမငယ်ကြရန်တမူခိုရန်အာပေးစကားအမြဲလာပြောသည်ညဘက်၌ဓမီတလုံးထွန်း၍ရဲဘော်များကိုပို့ခိုင်းလိုက်သည်ရဲဘော်များအလူခံလို့ရသောစံအိတ်စီပုံများကိုခွဲဝေပို့ပေးသည်စားစရာဟင်းကိုလည်းနေတိုင်းအမြဲရှာပို့ပေးသည်ရဲဘော်ပူအောင်သိန်းသည်မာလာရီကိုမြင်မြင်ချင်းမျက်စိကျသည်ဇက်သပင်၌သူမတူအောင်ထူးချွန်သောမင်းသမီးလေးကိုအတော်မသက်ချီကျူးကသဘောကျနေသည်သူ၏ရဲဘော်များကိုသူ၌မယားရှိကြောင်းတာရှိကြောင်းမင်းသမီးလေးမိသားစုမသိစေရန်တင်းကျပ်စွာတားမြစ်ပိတ်ပင်ထားလိုက်သည်ကာလာပြည့်ချင်းအာကိုရာမဲလျက်ဒုက္ခကြီးရောက်နေကြကကုညီဆောင်လျှောက်သောရဲဘော်ကိုမာလာ၏မိခင်ကစာ၍အာလုံးကားပါကျေးဇူးရှင်အဖြစ်အတိအမှတ်ထားကြသည်ထိုအချိန်တွင်ရဲဘော်ဖြူနှင့်ရဲဘော်ဝါကွဲကြပြန်သည်တိုက်ပွဲများဖြစ်ကြသည်ရဲဘော်ဖြူများကရဲဘော်ပူအောင်သိန်းကိုခေါ်သွားရန်လိုက်ရှာကြသည်တစ်ဖက်နှင့်တစ်ဖက်ပြစ်ကြခတ်ကြ၍ရဲဘော်ပူအောင်သိန်းလက်၌ဒဏ်ရာရကမာလာရီတို့နေသောစလင်းကွင်းယုံထဲ၌လာပုံးနေရသည်ရဲကြလာ၍မာလာရီမိခင်ကဘူအောင်သိန်းကိုတာမယာရှိမရှိမေးမြန်းကြည့်သည်အမေကျွန်တော်ဟာလူပြိုတော့မဟုတ်ပါဘူးမုတ်ဆိုးဖို့ထင်ရင်လည်းရပါတယ်တခုလက်ထင်ရင်လည်းရပါတယ်ကျွန်တော်ကိုပိုင်ဆိုင်သူမရှိပါဘူးရဲဘော်ပူအောင်သိန်းဤဇနီးသည်တခါတရံယုံနေသူကိုယ်တိုင်ယောက်ျားအတွက်ဟင်းလာပို့သည်ဘိုးအောင်သိန်းနှင့်ဘာတော်လဲမေးလင်မောင်နှမပြောသည်ဘိုးအောင်သိန်းနှင့်ဇနီးမှာရုပ်ချင်းဆင်ကြ၍မောင်နှမပဲဟုထင်မှတ်နေသည်ဘိုးအောင်သိန်းဤဇနီးသည်သူ့ယောက်ျားကိုအသေးလေးကြောက်ရသည်ဘိုးအောင်သိန်းပြောခိုင်းသည့်အတိုင်းနှမတော်သည်ပြောရသည်သူခင်မွန်းသည်မင်းသမီးလေးကိုမျက်စိကျနေမှန်ရိပ်မိသည်သူအပြင်ဒုတိယဇနီးလည်းရှိသေးသဖြင့်ဘိုးအောင်သိန်းနောက်ထပ်မိန်းမဘယ်နှယောက်ယူကန့်ကွက်တားမြစ်နိုင်ခွင့်မရှိဘဲကြည်နေုံသာရှိသည်မာလာရီတို့ယုံနေ၌ပြတ်ဆက်ကားနေကြစဉ်ကတနေ့မပြေသူကိုယ်တိုင်ပွဲလာကြည့်သည်ဘိုးအောင်သိန်းဤဇနီးသည်မာလာရီဇက်ကိုမကြည့်ဘဲမနေနိုင်မင်းသားလေးကောင်းလွန်၍ဆွဲနေသူဖြစ်သည်သူနှင့်ပွဲကြည့်အတူပါသောသူ့သားလေးအပါကပင်မာလာရီကိုချစ်ရမှန်သိလေသည်ဘ
ဘိုးအောင်သိန်းကမာလာရီတို့စားရန်တာကလေးအပါကိုမုံများပို့ခိုင်းတတ်သည်ဟဲသားလေးကတွက်လိုက်တာချစ်စရာလေးကလားလေးနဲ့ဒူလိုက်တာဟဲ့မာလာရီသည်ယုံနေသို့ကလေးလေးလာတိုင်းပွေချီ၍ပေါင်ပေါ်တင်ကချစ်စနူစကားပြောသည်ဘိုးအောင်သိန်းဤသားမှန်မသည်ဘိုးအောင်သိန်းနှမဤသားဟုတည်နေသည်တနေ့တွင်ဘိုးအောင်သိန်းသည်လူရှင်အခွင့်သားခိုက်မာလာရီကိုသူဆောင်ရှောက်မိအကြောင်းတာဝန်ယူမိအကြောင်းလက်ထပ်ယူမိအကြောင်းပြောသည်မာလာရီသည်ရဲဘော်ဤခါမပျောက်ကြီးကိုလည်းကြောက်လာသည်ရဲဘော်ဤအရှိန်အဝါကြီးမားခြင်းကိုလည်းယွန်းသည်တမိသားစုလုံးကိုဆုံးရှုံးထားသောဂျေဇုကလည်းကြီးမားလာသည်လွတ်လပ်သူဟုတ်မဟုတ်အသေးအချာမသိ၍ဘိုးအောင်သိန်းကိုအပြေပေးရန်ခက်ခဲနေသည်မကြာမီပင်ဘိုးအောင်သိန်းနှင့်ရင်းနှီးသောမိတ်ဆွေတယောက်နှင့်အတီးဖြစ်ကြသည်ထိုမိတ်ဆွေကိုဘိုးအောင်သိန်း၌မိန်းမရှိမရှိမေးကြည့်သည်မိတ်ဆွေကိုကျော်မြင့်ကပြန်ပြောသည်မရှိဘဲနေပါမလားဒီလားနေတဲ့မိန်းမကသူ့မိန်းမဟိုကလေးလေးကသူ့သားလေးသူကမိန်းမများသားဘာဖြစ်လို့မေးတာလဲကိုကျော်မြင့်ပြန်သွားသောအခါမာလာရီသည်အမေမသိအောင်အမမခင်ညိုနှင့်ကြိတ်၍တိုင်ပင်ကြသည်အမရေကျမကိုလူပြိုစကားပြောတဲ့အဲ့ဒီဘူကြီးမှာမိန်းမရှိတဲ့ជីជីထေးအမသည်မျက်တောင်များတစ်ဖြက်ဖြက်ခတ်ခါစဉ်းစားလျက်တပြင်းရှေ့ကြီးကိုချလိုက်သည်မျက်နာကိုတစ်ဖက်သို့လွှဲထားလိုက်ကជីជីထေးနှင့်မျက်နာလွှဲပြီးမှပြောသည်သူ့ကိုယ်သူမိန်းမရှိဘူးဆိုပြီးလူပြိုစကားပြောတာတော့မမှန်ကန်ဘူးညီမလေးလှတာမဲ့ရင်ညာစာခက်မယ်ဆိုတဲ့အတိုင်းတယောက်တုံးကလည်းလှတာချောတာမက်ခဲ့လို့ဒုက္ခများခဲ့ပြီအခုဒီလူကြီးကတော့ရုပ်လည်းမရှိညီမလေးထက်လည်းအသက်ကြီးတာမို့ညီမလေးအပေါ်မှာအနွန်တာခံမလားလို့အောင်းမိပြီးသူ့ကျေးဇူးပါထည့်ပြီးစဉ်းစားနေကြတာမိမရှိတယ်ဆိုရင်တော့မဖြစ်ဘူးညီမမဖြစ်ဘူးជីជីထေးသည်ထိတ်လန့်ကြောက်ရွံ့စွာပြန်ပြောလိုက်သည်ဘယ်ဖြစ်ပါမလဲအမရဲ့ဒီတော့ဒီလူကြီးနဲ့ဝေးအောင်ဘယ်လိုလုပ်ကြမလို့သူ့ကိုလက်မခံမနဲ့သူ့ရိတ်လည်းခိုးမနေချင်ဘူးသူ့ကြွေးထားတာလည်းမစားချင်ဘူးသူ့ကိုကြောက်တယ်ဘယ်လိုလုပ်ရမလဲជីជីထေးသည်ဘိုးအောင်သိန်းခါမတနက်ကြီးကိုမြင်အောင်လိုက်ခါမျက်နာပြက်နေသည်ဒီရဲ့ကြောင့်အမေကိုဖွင့်ပြောလို့တော့မဖြစ်ဘူးအမေစိတ်မချမ်းမသာဖြစ်လိမ့်မယ်တို့တပြုံလုံးသူ့လက်ကလွတ်အောင်တော့နီလန်းရှာမှဖြစ်တော့မယ်သူ့မယားကတခြားမဟုတ်ဘူးအမရဲ့ယုံနေလာတဲ့ကလေးလေးအမေဟာသူ့မိန်းမတဲ့ကလေးလေးကသူ့သားလေးတဲ့ဒါနဲ့များသူကသူ့နှမဆိုជីជីထေးအမားသည်အတန်တိမ်တိမ်ဖြင့်ပြောလိုက်ခါမျက်နှာတစ်ပြင်လုံးညိုမဲသွားသည်မလွတ်လပ်သောယောက်ျားနှင့်အိမ်အောင်ပြူရန်မဖြစ်နိုင်ခြင်းကြောင့်သူ့လက်ကလွန်မြောက်သွားရန်ညီမနှစ်ယောက်နီလန်ရှာကြရသည်အကြံထုတ်ကြသည်လွန်မြောက်ရန်အကြံထုတ်နေကြကြအစင်သစ်မီစပယ်တင်ဇက်ကမာလာရီကိုလာခေါ်သည်အမေဒီလိုနေလို့မဖြစ်ဘူးစပယ်တင်လာခေါ်တော့လိုက်သွားကြမှာကောင်းမယ်ကိုဝမ်ရီကရှိသေးတယ်မဟုတ်လားအမေကိုပြောပြီးဘိုးအောင်သိန်းကိုလည်းပြောပြသည်စပယ်တင်လာခေါ်တာညင်းလို့မကောင်းဘူးပသိမ်လိုက်ပြီးခဏလိုက်ကပေးရမယ်ကပြီးရင်ကျမတို့ဒီပဲပြန်လာခဲ့မယ်ဘိုးအောင်သိန်းလက်မလွတ်အောင်ယုံလျက်စပယ်တင်ဇက်နှင့်ပသိမ်တို့မိသားစုအလုံးလိုက်သွားကြသည်ပသိမ်၌ဇက်ကားကြသည်ဇက်ထဲတွင်ကြော်အုံးလိုင်းတို့လည်းပါသည်ပသိမ်မျိုးတွင်ရဲဘော်များဝင်စီ၍မငြိမ်မသက်ဖြစ်လာသည်မင်းသားကြော်အုံးလိုင်းနှင့်စပယ်တင်တို့ပြန်သွားကြသည်မာလာရီတို့သည်စိန်လက်တန်းဆိုင်အဖွဲ့နှင့်ပသိမ်၌ကြံရစ်ခဲ့သည်စပယ်တင်တို့နှင့်ပြန်လိုက်ရန်စီစဉ်နေစဉ်မာလာရီ၏မိခင်ကြီးတိုက်ဖွက်ယောဂဖြစ်၍စီတိုက်တင်ကုသထားရခြင်းကြောင့်မလိုက်နိုင်မဲစိန်လက်တန်းနှင့်ကြံရစ်ခဲ့ကြခြင်းဖြစ်သည်ပသိမ်မျိုးတရုတ်ပုံကျောင်း၌ပြုလုပ်သောတရုတ်နတ်ပွဲတွင်စိန်လက်တန်းဆိုင်နှင့်မာလာရီကားရန်လာငါကြသည်အမေမမနေခိုင်ငွေလိုနေ၍တရုတ်ပုံကျောင်းတွင်စိန်လက်တန်းဆိုင်မှာဆိုင်းနောက်ထနှစ်ယောက်နှင့်သွားကားရသည်ပွဲကနေခိုင်ပျောက်ဦးရီစူညံစွာဖောက်ကြသည်မာလာရီသည်ကနေရင်ရဲဘော်တွေဝင်လာပြီလားဟုကြောက်လန့်တုန်လှုပ်သွားသည်တရုတ်နတ်ကသဘောကျလို့နှက်ကြတာဒါကြောင့်ဖျောက်ဦးဖောက်တာမကြောက်ပါနဲ့တရုတ်ဘုံကြောင့်တထေးများကပွဲငါကအပြင်မာလာရီကိုငွေ300စုချကြသည်စိန်လက်တန်းလေးအပြန်စည်းရ၍ပသိမ်မှပြန်သွားသည်မြောင်မြမြို့မှာဇက်ကလေးတစ်ခုကမာလာရီကိုခြေကောက်သဘောလာငားသည်
အမေမကြမ်းမာသေး၍စီးတိုက်၌အမကြီးဒေါ်သိန်းတစ်နှင့်ထားခဲ့ကအမဒေါ်ခင်ညူမာလာကြီးအကိုဂီတဆရာကိုလေးမောင်နှင့်မြောင်းမြသို့ကာရန်လိုက်သွားကြသည်မြောင်းမြ၌ဇက်ကနေစဉ်မြို့တွင်သို့ရဲဘော်ဖြူများဝင်စီကြသည်မြို့ပြက်ခါယုံထဲတွင်လူတွေပြေကြလွှာကြဆူဆူညံ့ညံ့ရုတ်ရုတ်တဲတဲဖြစ်ကုန်ကြသည်ထိုအခိုက်ယုံထဲသို့ရဲဘော်ဖြူများဝင်ရောက်လာကြသည်မာလာကြီးအမမခင်ညူမာလာကြီးအကိုဂီတဆရာကိုလေးမောင်နှင့်ဇက်ကန်ထရိုက်တို့ကိုရဲဘော်ဖြူများကဖမ်းသွားကြသည်မြောင်မြစိတ်ကမ်းမှလီတစင်နှင့်သူတို့ခေါ်ရသို့လိုက်ကြရသည်ညမောင်မောင်တွင်ဘယ်ရောက်၍ရောက်မှန်းမသိတော်တော်ဝေးဝေးကြီးလှော်သွားပြီးမှကန်ဇက်၌လှီဦးထိုးရက်လိုက်သည်မာလာကြီးတို့ညီမနှစ်ယောက်မှရင်တဆက်ဆက်တုံးကကြောက်ရွံ့ထိတ်လန့်နေကြသည်လေကွင်းများဖြတ်၍အတော်ဝေးဝေးရှောက်ကြရသည်တနေရာတွင်နှစ်ထပ်အင်္ဂလိပ်တအိမ်ရှိသို့ရောက်သောအခါသူတို့ကိုအိမ်ပေါ်မှတင်ထားသည်အိမ်အောက်၌လက်နှင့်များအပြည့်ရှိသည်မာလာကြီးတို့ညီအမသည်ကြောက်လွန်၍နှက်ကြသလိုတုန်နေကြသည်ဘာလို့ခေါ်လာတာလဲတတ်မာလားပြန်ပြီးဆွဲတာလားဘာမှမသိကြောက်တူတုန်နေကြသည်ညီသူကိုများအာကိုးစရာမမြင်အာကိုးစရာမရှိမျက်ရည်သွဲကြားရခြင်းဖြင့်အချိန်ကုန်ကြရသည်အချိန်ကြာလျှင်ရဲဘော်တယောက်နှစ်ယောက်အိမ်ပေါ်တက်ပြီးထမင်းလာပို့သည်ကျမတို့ကိုဘာဖြစ်လို့ဖမ်းလာတာလဲရဲဘော်ဘယ်တော့ပြန်လွတ်မှာလဲရဲဘော်ကဖြေသည်ကျွန်တော်တို့မသိဘူးဘူကြီးလာလိမ့်မယ်ရဲဘော်တို့သည်ဘူကြီးဆိုသူမလာမီဘင်ကျိုးတလက်ရှာလာသည်မာလာကြီးအကိုဂီတဆရာကိုလေးမောင်ကိုဘင်ကျိုးတီးခိုင်းပြီးမာလာကြီးကိုတချင်းဆိုခိုင်းသည်သူတို့လာခိုင်းတိုင်းတချင်းဆိုပေးရသဖြင့်မာလာကြီး၏လေချောင်းမှာပွားထားနေသည်မာလာကြီးသည်ရဲဘော်ဘိုးအောင်သိန်းလက်မှလွတ်အောင်စလင်းယုံမှထွက်ပြေးလာခဲ့ကြရမှဒုက္ခရောက်ခါအဖမ်းခံနေကြရသည်ဘယ်နှစ်လွတ်ရမည်လဲမသိရှေးဘာဖြစ်မည်ကိုလည်းမတွေးရဲအိမ်အောက်သို့ရေချိုးဆင်းလင်တနက်ကင်ရဲဘော်အဆောင်နှင့်အိမ်သာဆင်းလင်ရဲဘော်အဆောင်နှင့်အိမ်အောက်၌လက်နက်တွေစုပုံထားခြင်းကြောင့်ထွက်ပြေးကြရန်စိတ်ကူးထဲ၌မထည့်ရဲချေပသိမ်စီတိုက်တွင်တင်ထားခဲ့သောမိခင်အတွက်စိတ်ပူလာသည်မာလာကြီးတို့ကိုရဲဘော်ဖြူများဖမ်းသွားသည့်တည်င်းကိုအမေသိလောက်ပြီးအမေဘလောက်စိတ်ပူနေမိမှန်းတွေးမိတိုင်းမာလာကြီးတို့ညီအမမျက်ရည်နှင့်မျက်ခွက်တရှုံရှုံငိုကြသည်ရဲဘော်ဖြူများဖမ်းထားပြီးဘာမှတော့မလုပ်ကြထမင်းစားချိန်ထမင်းလာပို့သည်သူတို့ဆိုခိုင်းသည့်တခြင်းကိုနိညညလာခိုင်းတိုင်းထိုင်ဆိုနေရသည်ရဲဘော်တို့ဘယ်တော့လွတ်ပေးမှလဲရှင်မသိဘူးခမဘူကြီးလာလိမ့်မယ်မာလာကြီးတို့နေ့စဉ်မေးသောထိုမေးခွန်းကိုသူတို့ဘက်မှဤအဖြေကလွဲ၍ပြောင်းလဲမှုမရှိမာလာကြီးသည်သူတို့ကိုခေါ်လာပြီးနှိမ့်ဆက်ညင်ပန်းခြင်းလည်းမပြုပေတက်တဲ့တချင်းနားထောင်ခြင်း၍ဖမ်းလာတာများလားဟုတွေးကြည့်မိသည်တနေ့တွင်ရဲဘော်နှင့်ဘူကြီးဆိုသူတို့အပေါ်သက်တို့တက်လာကြသည်မာလာကြီးကိုမြင်မြင်ချင်းဘူကြီးကပြုံလိုက်သည်ဆရာကတော့ကျွန်တော်ကိုမသိဘူးလားမာလာကြီးသည်ဘူကြီးတက်လာ၍ကြောက်ကြောက်ရွံ့ရွံ့ဖြင့်ခေါင်းငုံထားသည်ဒီအတန်ကြားဘူး၍မာလာကြီးသည်ဘူကြီးမျက်နှာကိုဖြတ်ခနဲမော့ကြည့်လိုက်သည်ဆရာဟင်းပို့ခိုင်းလို့ဆရာကတော့တို့နေတဲ့ယုံထဲကိုဟင်းလာပို့တဲ့ရဲဘော်လေးမမတ်မိဘူးလားဘူကြီးဆိုသူကဖွင့်ပြောမှမာလာကြီးကအံ့ဩသွားသည်အာတက်သွားသည်အတန်တုံတုံနှင့်ပြန်ပြောသည်မမိပါပြီရဲဘော်ရဲ့ဘာဖြစ်လို့အခုလိုဖမ်းလာတာလဲဘယ်တော့လွတ်ပေးကြမှာလဲဘူကြီးဆိုသောရဲဘော်သည်ဘိုးအောင်သိန်းနှင့်မာလာကြီးတို့စလင်းယုံထဲတွင်ညားနေကြသည်ယူဆခြင်းကြောင့်မာလာကြီးကိုတွေ့ချင်းဆရာကတော့ခေါ်လိုက်ခြင်းဖြစ်သည်ဘိုးအောင်သိန်းရဲဘော်မှန်သမျှသည်မာလာကြီးနှင့်သူတို့ဆရာညားနေကြပြီဟုအတိအမှတ်ပြုကြသည်ရဲဘော်အဖြူအဝါအကွဲတွင်ရဲဘော်ဘိုးအောင်သိန်းကအဝါဘက်ပါ၍ဘိုးကြီးဆိုသူကအဖြူဘက်ရောက်သွားသောရဲဘော်ဖြစ်သည်မြန်မြန်လွတ်ပေးစမ်းပါရဲဘော်ရဲ့ခုလောက်ဆိုရဲဘော်တို့ဆရာဘလောက်စိတ်ပူနေမလဲဒေါင်းတောက်အောင်ရှားနေရောမယ်မာလာကြီးသည်သူတို့လွတ်မြောက်ရေးအတွက်သူ့ကိုယ်သူဘိုးအောင်သိန်းဇနီးအဖြစ်ပုံမာရိုက်၍ပြောသည်ဘိုးအောင်သိန်း၏ဇနီးမဖြစ်ချင်း၍ဘိုးအောင်သိန်း၏စက်ကွင်းမှလွတ်ကင်းအောင်ယုံထွက်လာခဲ့သောသူတို့အဖြစ်ပြက်ကိုဘိုးကြီးဆိုသောထိုရဲဘော်အားအတိမပေးဝင်ပေရဲဘော်သည်အတန်ကြာတွေ့၍နေသည်ပြီးမှအတန်ခတ်အုပ်အုပ်ဖြင့်ပြန်ပြောသည်
7 နာရီမှလာခေါ်မယ်အားလုံးအစင်သင်းလှုပ်ထားရဲဘော်သည်ပျော်ပျော်ဆူဆူအောက်ထပ်သို့ပြန်ဆင်းသွားသည်ထိုည၌မာလာရီတို့သည်ရဲဘော်လာခေါ်မည့်အချိန်ကိုစောင့်နေကြသည်ည7 နာရီ၌ဘူကြီးဆိုသောရဲဘော်ဖြူသည်တရုတ်ထဲအပေါ်ဓာတ်သို့တက်လာကလက်ရိပ်ပြလိုက်သည်မာလာရီတို့လည်းအသက်မထွက်အောင်ခြေနှင်းလျက်ရဲဘော်နောက်သို့လိုက်သွားကြသည်နှစ်ထပ်အင်္ဂလိပ်မှကံပါသို့2 မိုင်ခန့်လျှောက်ကြရသည်ကန်ဇက်၌စိုက်ထားသောမော်တော်ပုတ်ကလေးပေါ်သို့တက်ခိုင်းသည်မော်တော်ကိုစက်ကုံမောင်း၍မြောင်များသို့လိုက်ပို့သည်မြောင်များရောက်လျင်ကန်၌ကပ်ပြီးကချက်ချင်းပြန်မောင်းထွက်သွားသည်ဆရာကတော်ကြီးဆရာကိုပြန်ပြောလိုက်ပါကျွန်တော်ဆရာကတော်ကိုကောင်းမွန်စွာပြန်ပို့တယ်လို့ပြောလိုက်ပါမော်တော်မထွက်ခွာမီရဲဘော်ကပြောသွားသည်မြောင်များ၌သူတို့နှင့်အတူတူအဖန်ခံရသောဇက်ကန်ထရိုက်အသည့်အိမ်တွင်တညဝင်အိတ်ကြရသည်မြောင်များမှာပသိန်းသို့နောက်တစ်နေ့လိုက်သွားကြသည်ပသိန်းတွင်အမေစီကုနေသောစီတိုက်သို့ရောက်သွားကြသည်အမေကိုတွေးကျင်စောနှင့်လာခဲ့ကြရာစီတိုက်၌အမေတို့မရှိကြတော့ကြဘိုးအောင်သိန်းသည်သူတစ်ပည့်ရဲဘော်များကိုစရိတ်ပေးကမာလာရီတို့ကိုရှာရန်ပသိန်းကိုလွှတ်လိုက်သည်မရရအောင်ပြန်ခေါ်ခဲ့လဲနေလေအောင်မြင်းဆောင်မကြံမတွေ့တွေ့အောင်ရှာခဲ့သူတို့ပြန်မလာရင်မင်းတို့ပြန်မလာခဲ့ကြနဲ့တော့ဘိုးအောင်သိန်းတစ်ချက်လိုအမိတ်ပေးကရှာဖွေခိုင်းလိုက်သည်ရဲဘော်တို့သည်ပသိမ်အရောက်၍တည်င်းထောက်လန်းရှာကြသည်စီတိုက်တွင်မာလာရီ၏မိခင်ရှိကြောင်းမာလာရီတို့မောင်နှမ3 ယောက်မှမြောင်းမြဘက်တွင်ရဲဘော်များဖမ်းထားကြောင်းဤတည်င်းအရာစီတိုက်ရှိမာလာရီ၏မိခင်ထံသို့လိုက်သွားကြသည်ဘိုးအောင်သိန်းကအခေါ်လွတ်လိုက်ကြောင်းသူတို့နှင့်ရန်ကုန်ပြန်လိုက်ရန်ခေါ်သည်သားတို့ရဲ့အမေသမီးလေးလည်းရဲဘော်ဖြူတွေဖမ်းထားတဲ့ဘာတည်င်းမှလည်းမကြားရဘူးသမီးလေးနဲ့ပြန်တွေ့မှလာခဲ့ပါမယ်အမေကမလိုက်နိုင်သေးကြောင်းရှင်းလင်းပြောပြသည်ကျွန်တော်တို့အမေသမီးကိုရှာပေးပါမယ်အမေမပါဘဲကျွန်တော်တို့ရန်ကုန်ပြန်လို့မဖြစ်ဘူးအမေသားကြောင့်လည်းအမေသိပါတယ်အမေတို့ကိုတွေ့ရသားနဲ့ပါအောင်ခေါ်မလာဘူးဆိုရင်ကျွန်တော်တို့ကိစ္စများလိမ့်မယ်ကျွန်တော်တို့ကိုတနာရင်ပြန်လိုက်ခဲ့ပါအမေမာလာရီဤမိခင်သည်ပြန်လိုက်ရန်တောင်းပန်နေကြသောရဲဘော်များကိုဂယုဏတက်သွားသည်ရဲဘော်တို့ပြောသည့်အတိုင်းလိုက်မသွားလျင်ရဲဘော်တို့ခံကြရမည့်အပြစ်ဒဏ်ကိုမတွေ့ရဲပေဆလင်ကွင်းယုံတဲ့၌နေကြစဉ်ကဘိုးအောင်သိန်းသည်သူတပည့်များကိုအပြစ်တွေ့လျင်ချမ်းသာမပေးဘဲပြင်းပြင်းထန်ထန်ရိုက်နှက်အပြစ်ပေးပုံကိုတွေ့ဘူးမြင်ဘူးခဲ့ကြသည်အမေသည်မိမိတို့မိသားစုအတွက်ကြောင့်ရဲဘော်များကိစ္စများမည်ကိုမလိုလားပေသမီးတဲ့ရင်လည်းဘာမှမသိရပသိမ်စီတိုင်း၌ကြာရှည်စောင့်နေရန်လဲစားစိတ်မတတ်နိုင်ယောဂကုသပေးသောစေဝါစည်းကိုပင်မရှင်ရသေးပေသမီးများပြန်လာမှပေးရန်ကြွေးတင်နေသည်ပသိမ်စီတိုက်တွင်သမီးအကြီးမသိန်းတင်တို့လင်မယားနှင့်မာလာရီ၏သမီးလေးလှလှဝင်းမှာအမေနှင့်အတူရှိကြသည်ရဲဘော်များသည်အမေကိုမလိုက်လိုက်အောင်နဘူးနစာလှုပ်ကြသည်စီဘူဝါကရှင်ပေးမည်ဇရိတ်ပါသည်မလိုက်ဖဲမနေရန်တောင်းပန်ကြသည်အိမ်အောင်ရှိ၍မလွတ်လပ်သောဘိုးအောင်သိန်းလက်မှလွတ်ကင်းရန်ပသိမ်တို့ရှောင်ထွက်လာသောသမီးအကြောင်းကိုလုံးဝမတိရှာသောအမေကဘိုးအောင်သိန်း၏ကျေးဇူးများကိုထောက်ထား၍ပြန်လိုက်ရန်သဘောတူဆုံးဖြတ်သည်မိသားစုသည်ရဲဘော်များနှင့်ရန်ကုန်သို့ပြန်လိုက်သွားကြသည်မာလာရီတို့စေတိုက်သို့ရောက်သောအခါစေတိုက်ဆရာမကြီးကအဖြစ်ပြက်အကျိုးကြောင့်များကိုစီပြောပြသည်မာလာရီသည်ဘိုးအောင်သိန်းစီသို့အမေပြန်သွားသည်ဟုကြားကြခြင်းဤဘဝတွင်ဘိုးအောင်သိန်းဆက်ကွင်းမှလွတ်ကင်းမည်မဟုတ်ကြောင်းသိလိုက်သည်အမေကိုဖွင့်မပြောမိသည့်အတွက်နောင်တရကြသည်ဤဇက်ကြောင့်သိလျင်အမေလိုက်ချင်မှလိုက်မည်ယခုတော့အမေကပြန်ရောက်သွားနေမည်ဖြစ်၍အမေနောက်သို့သူတို့မောင်နှမ3 ယောက်လိုက်ရတော်မူရန်ကုန်သို့မောင်နှမ3 ယောက်လေရင်ပြန်ဖြင့်ပြန်ခဲ့ကြသည်မင်္ဂလာတုံလေစိတ်ရောက်၍တက္ကစီကားပေါ်တက်ကြသောအခါဘယ်ကိုလဲဘယ်သွားမလဲဟုကားဆရာကမေးသည်မာလာရီသည်ရင်ထဲ၌ဆိုလျက်မျက်ရည်ဝဲကားဆရာကိုပြန်မပြောနိုင်မာလာရီအမမခင်ညိုသားလင်းဆလင်ကွင်းဇက်ယုံကြည်မြင်နိုင်ဟုပြောလိုက်သည်ဘိုးအောင်သိန်းသည်မာလာရီနှင့်မိခင်ဤမိသားစုကိုဆလင်ကွင်းထဲတွင်အိမ်တအိမ်ငှား၍တင်ထားသည်စာစိတ်ပါထောက်ပံ့ထားသည်ရဲဘော်များကိုမြောင်းမြသို့လွှတ်ခါတည်င်းစုံစမ်းခိုင်းသည်အမေကိုတွေးလိုက်သောအခါမာလာရီသည်
မိခင်ကိုဖက်၍ခြုံပွဲချငိုသည်တွေ့ကြုံရသောအဖြစ်အပျက်များကိုပြောပြသည်အမေကလည်းမာလာရီတို့မရောက်ခင်အဖြစ်အပျက်အကျိုးအကြောင်းများကိုမျက်ရည်ဆန်းဆန်းဖြင့်ပြန်ပြောပြသည်အမေတို့ကိုဒီအိမ်မှာထားပြီးတနေ့တော့သူမယားအမေစီကိုလာတယ်သူယောက်ျားအကြောင်းတွေစုံလို့ပဲလာပြောပြတယ်သူအင်မတန်လူလာနှစ်သက်တဲ့အမေသမီးနဲ့ပေးစားပါကျမရှိတယ်တာရှိတယ်လို့အမေထည့်မစင်စားပါနဲ့အမေသမီးနဲ့နေရာကျသွားရင်ကျမတို့သားမိလည်းနားချမ်းသာရပါမယ်စိတ်ချမ်းသာရပါမယ်ဒါကြောင့်အမေသမီးများပြန်လာရင်အမေသမီးနဲ့ပေးစားလိုက်ပါလို့လာတောင်းပန်နေသမီးဘယ်လိုသဘောရသလဲမာလာရီသည်ရုတ်တရက်အပြေမပေးနိုင်မေရင်ထဲ၌တင်းကျပ်လျက်မျက်ရည်များစီကြကငိုရှိုင်နေသည်သူနှင့်လွတ်အောင်ထွက်ပြေးကြောင်းအမေသိအောင်ပြောပြသည်ဒီတိုင်းဆိုရင်အမေတို့သမီးတို့ကြားရှိတော့မှောက်ရက်လဲကြပြီအမေတို့ကိုစီမံဖန်တီးတဲ့ကံကလဲတာခုပုံကလွတ်အောင်ရှောင်ဖို့တော့မလွယ်တော့ဘူးသမီးဘဝလမ်းကြောင်းကဒီလမ်းလျှောက်ဖို့ဒီလိုဖန်တီးပေးထားပြီးတခြားလမ်းကြောင်းတော့အမေမမြင်တော့ဘူးသူနဲ့လွတ်အောင်သမီးဘလို့ယုံပြေးပေမဲ့သူ့လက်ထဲပြန်ရအောင်ကံကြမ္မာကဖန်တီးပြီးပြန်ပို့လိုက်ပြီးသမီးမာလာရီသည်သူ့လက်ထဲပြန်ရောက်မှလက်မခံ၍မရညင်၍မရသူ့ရဲဘော်အပေါင်းကလည်းမာလာရီကိုသူတို့ဆရာကတော့သူတို့ဆရာနဲ့ညာပြီးသားဟုယူဆထားကြသည်သူကြည်မွေးထောက်ပံ့ထားသောလက်ရှိအခြေအနေအကြောင်းကြောင့်တို့ကြောင့်ဖြစ်ချင်ရာဖြစ်တော့သဘောပိုက်ခါနောက်ဆုံး၌မျက်စိမိတ်လက်ခံလိုက်ရသည်ဖုန်ကြီးများပင်၍မင်္ဂလာဆုံးကပ်ပြီးထိုအင်္ဂလိပ်၌ဘိုးအောင်သိန်းနှင့်မာလာရီတို့မင်္ဂလာဆောင်ကြသည်မင်္ဂလာမဆောင်မီဘိုးအောင်သိန်းကိုမာလာရီကရဲဘော်ဘွားမှနှုတ်ထွက်မှမင်္ဂလာဆောင်မီဟုပြော၍ဘိုးအောင်သိန်းသည်ရဲဘော်အဖြစ်မှနှုတ်ထွက်လိုက်သည်မင်္ဂလာဆောင်ပြီးလာများမကြမီဘိုးအောင်သိန်း၏ဇာတိပေါ်လာသည်အိမ်သို့ပြန်အိပ်ယုံမှတပါပြန်ကျင်သည့်အချိန်မှပြန်အိပ်စားကျင်မှစားမာလာရီသည်တနေ့မှစိတ်မချမ်းသာနေစဉ်နေ့တိုင်းစိတ်ဆင်းရဲနေသည်မာလာရီစိတ်ဆင်းရဲနေမှန်းသိ၍ဘိုးအောင်သိန်းကချော်သည်ချော်၍ပြော့သွားသောအခါမာလာရီကချော်သူကိုဖယ်လျှောက်မရိုက်ရန်လင်အားကြီးမှပြန်မလာရန်ပြောသည်ထို့သို့ပြောလျင်အရိုက်ခံရသည်မာလာရီကိုဘိုးအောင်သိန်းကဘလို့ရိုက်နေနေအိမ်ဦးကန်ထဲမှအမေသည်တုတ်တုံများမလို့သားရီသားဟုခေါ်ပြောမပြေဘေးရောက်ခမအပေါ်မှမရင်ကြီးခဲ့သောဘိုးအောင်သိန်းသည်မာလာရီ၏မိခင်ကိုတော့ယူသေးသည်ဦးချသည်သူ့ပါဇက်ဖျားမှာအမေချင်းထပ်နေသည်မာလာရီအမဒေါ်သိန်းတင်တို့လင်မယားနှင့်မခင်ညိုသည်မာလာရီတို့မင်္ဂလာဆောင်ပြီးသမီးလှလှဝင်းကိုခေါ်ကလက်ပံသို့ပြောင်းသွားကြသည်တိုင်းပြည်ငြိမ်သက်လာသောအခါမာလာရီကဇက်ကားခြင်းသည်ဘိုးအောင်သိန်းကခွင့်မပေးဘဲနေသည်မရမကချော်၍ခွင့်တောင်းမှခွင့်ရ၍ဥအောင်ငိမ့်ဇက်ထဲလိုက်ကားသည်စာရေးဆရာပြည်တန်းတွင်နှင့်တွေ့ကြသည်ပြည်တန်းတွင်မာလာရီကိုပြဆက်ထဲကာယံပြောသည်ကာထီယုံ၌ပြသနေသောခေတ်ပေါ်ပြဇက်များကိုမကြည့်ဘူး၍ခေတ်ပေါ်ပြဇက်နှင့်လည်းအလံဝင်းနေသည်အောင်တပြေရုပ်ရှင်ရုံပိုင်းရှင်ဦးကျော်မြင့်ကလည်းမာလာရီကိုဇက်တွေ၌လိုက်မကပဲပြဇက်ထဲဝင်ကာယံတိုက်တွန်းသည်ထိုအချိန်ကပြဇက်မင်းသမီးတင်တင်မှုနှင့်မေချစ်တို့နာမည်ကြီးနေခြင်းဖြစ်သည်တနေ့တွင်ပြဇက်ထဲဝင်ကာယံလန်စပေါ်လာသည်ငန်းတော်ရှင်မပြဇက်၌တည15ချက်ဖြင့်အရန်စိုက်ပတ်မင်းသမီးအဖြစ်ဝင်ကာရသည်ကာထေးယုံသို့ဇက်တိုက်သွားရာတွင်ရန်ကုန်၌နေတော်လဲရုပ်ရှင်ယုံပြဇက်ယုံများသို့တစ်ခေါက်များမာလာရီမရောက်ဘူးပေကာထေးယုံ၌အိမ်သာဘယ်စီရှိမှန်းမသိတင်တင်မှုမေချစ်ပြဇက်မင်းသမီးများ၏မျက်နှာကိုရဲရဲမကြည့်ဝင်ရင်သမားလေးများနှင့်အပေါင်းအသင်းလှုပ်ရသည်မာလာရီကိုမြည်သူကမှစီးပေါ်ကြောဘက်မလှုပ်ကြပေနယ်လေးရက်လှည့်၍ဇက်ကခဲစင်းကဇက်တဲတွင်စုံစည်းခဲ့သောကိုကျွယ်နီကြီးကိုတွားတွေ့၍ဝမ်းသာအားရဖြစ်မိသည်ဇက်ပွဲတွေခင်မိန်ကြသွားတော့ငါလည်းဒီပြဇက်ထဲရောက်လာတာပဲဟာပြဇက်ကပညာမပါပါဘူးကြည်စခန်းသွားရတာပါကြည်သာစခန်းသွားပြီတော့ကိုကျယ်နီကမာလာရီကိုတူတူကပ်ပြောသည်ပြဇက်၌အယံမင်းသမီးကလေးအဖြစ်စတင်ဝင်ကာရသောည၌မာလာရီမှာရင်ခုန်နေသည်ထိန်နှင်းသောမိကြောင်များအောက်၌လူတွေကိုတူဝေးလျက်ကာထီယုံနောက်ဖက်သို့ဝင်သွားရသည်ဇက်ခုံနောက်ဖက်အခန်းထဲ၌ကိုလုံးပေါ်မှန်များရှိသည်ပြဇက်မင်းသမီးမင်းသားများဖီလိန်ဝစ်စားပြင်ဆင်နေကြသည်
မာလာရီသည်ဘယ်နေရာထိုင်ရမှန်းမသိထိုင်စရာမရှိ၍ကျမ်းပေါ်၌ကျုံကျုံကလေးထိုင်ချလိုက်သည်စိန်ကျွန်းထွန်းရွှေသည်သူထိုင်နေသောခွေးချီကလေးကိုယူလာကရော့ရော့ဒီမာထိုင်ဟုနေရာပေးသည်မာလာရီသည်ခွေးချီကလေးပေါ်ထိုင်ကပြဇက်မင်းသမီးများအလှပြင်းနေကြခြင်းကိုငေမောကြည့်ရှုနေသည်ပြဇက်မင်းသမီးများသည်နိုင်လွန်အင်ဂျီဝီလီရဲ့ရွှေရောင်ငွေရောင်များဖိတ်ဖိတ်တောင်းနေသောဘရိုဂိတ်ထမင်းများဝတ်ထားကြသည်မာလာရီသည်ဘရိုဂိတ်ထမင်းကိုတခါမှမမြင်ဘူး၍တန်တောစိုက်ကြည့်နေသည်လှလိုက်တာအဖိုးတန်မှာပဲဟုတွေးနေသည်အချိန်ကြာ၍မာလာရီသည်မျက်နှာချီကိုဖြော်လူသည်မျက်နှာချီမလူရဘူးမိတ်ကက်လူရတယ်ရင်းသမားလေးများကပြောကြသည်မိတ်ကက်ဆိုတာဘာများပါလဲဘလူဟာမျိုးပါလေဟိုကုံဒီကုံပေါ်တွင်ရှိသောပြဆက်မင်းသမီးများ၏အလှပြင်ကရိယာများကိုမျှော်ကြည့်လျက်မျက်နှာချီလျင်မိတ်ကက်အတိဘဲကိုတွေးတော်စဉ်းစားရင်းလိမ့်နေသည်မျက်နှာ၌မျက်နှာချီလူပြီး၍မင်းတောင်းနှင့်မျက်ခုံးမွေးဆွဲမိလို့စဉ်စိန်ကျွန်းထွန်းရွှေသည်သူနှင့်တွဲကားရမည့်မင်းသမီးဖြစ်၍အမြင်မတော်သောကြောင့်မျက်ခုံးမွေးဆွဲရန်ခဲတံလာပေးသည်မျက်ခုံးကိုဒါနဲ့ဆွဲရတယ်မိန်တော့ကမကောင်းဘူးမာလာရီသည်ခဲတံကိုလှမ်းယူလိုက်သည်ခဲတံနှင့်မျက်ခုံးမွေးကိုဆန်ဆွဲကြည့်သည်ဒီခဲတံကလည်းမျက်ခုံးမွေးဆွဲလို့ရပါကလားဟုသူစိတ်ထဲ၌အစမ်းတကျဲဖြစ်နေသည်ခေပေါ်ပြဇက်ထဲ၌ငန်းတော်ရှိမှချစ်ပန်းသစဉ်ဇက်ထုတ်နှစ်ထုတ်တွင်စိုက်ပတ်မင်းသမီးဇက်မင်းသမီးအဝတ်စားဖြင့်ဝင်ကားခဲ့ရသည်မာလာရီကိုဘဲကမှန်ဘသူမှမသိကြမထင်မရှားပြဇက်အရန်မင်းသမီးအဖြစ်ဇက်ထုတ်နှစ်ထုတ်တွင်ဝင်ကားခဲ့ရပြီးနောက်မြည်သူမှလာမခေါ်ကြတော့တနေ့အိုအော်ဘာတောင်းနေမမျော်လင့်မဲတွေ့ကြရသည်ဖလင်ရိုက်မလားအိုအော်ဘာတောင်းကတွေ့ချင်းစပြောသည်ဖလင်းဆိုတာဘာလဲရှင်ဘိုင်စကုတ်ပေါ်ဟာမာလာရီသည်ဘိုင်စကုတ်ထဲပါခြင်းသည်ငငယ်ရွယ်ကားပင်ဘိုင်စကုတ်ဆိုလင်အသေးလေးကြိုက်သည်ဘိုင်စကုတ်သွားကြည့်ခဲ့ပြီးမှန်တစ်ချက်ဆွဲ၍ရှေ့မှထောင်းကအလွမ်းမင်းသမီးကြီးခင်ခင်ဥဤမျက်နှာပေါ်၌မျက်ရည်ဥကြီးများလိမ့်စင်ကြလာသည့်ပုံအတိုင်းမတူတူအောင်မျက်ရည်ပေါက်ကြီးများလိမ့်စင်ကြကြည့်သည်ခင်များရင်ဤမျက်ရည်ဝဲပုံကလေးမျက်နှာညိုပုံကလေးကိုမတူတူအောင်မှန်ထဲတွင်အတုခိုးလှုပ်ကြည့်သည်ဇက်ထဲတွင်ဇမင်းသမီးဖြစ်နေတော်လဲဘိုင်စကိုယူတယောက်ဖြစ်ခဲ့သည်ပြည်မျိုးတွင်ရုပ်ရှင်မင်းသမီးခင်ခင်ရီတို့အိဋ္ဌယုံဇက်ကားလာရိုက်သည့်အခါဇက်ယုံထဲမှဘူတာယုံတို့ပြေးထွက်သွားသည်ရုပ်ရှင်မင်းသမီးခင်ခင်ရီကိုတွားကြည့်သည်ဇမင်းသမီးဘဝ14နှစ်15နှစ်အရွယ်၌ဘိုင်စကုတ်မင်းသားများကိုတိတ်တိတ်ပုံသဘောကျနေသည်မင်းသားကျော်အေးကိုဆွဲသည်မင်းသားကျော်အေးနှင့်မင်းသားချစ်ရွှေမှာမာလာရီ15နှစ်သမီးအရွယ်ကသူ့ရင်ထဲတွင်ကြိတ်၍ဆွဲခဲ့သောသူမသိငါဆွဲသူချစ်သူများဖြစ်ခဲ့ကြသည်အိုအော်ဘာတောင်းသည်မာလာရီကိုဗိတရှဘာမာရုပ်ရှင်ကုမ္ပဏီသို့ခေါ်သွားသည်ဗိတရှဘာမာတတိဦးညွန့်ဤသားဒရိုက်တာချန်ထွန်းနှင့်တွေ့ဆုံပေးသည်ဦးချန်ထွန်းသည်မာလာရီကိုကြည့်၍ခေါင်းကိုရမ်းခါလျက်စိတ်ပြက်စွာပြောလိုက်သည်ဇမင်းသမီးလို့ဖူးတယ်ဆိုရင်ဇက်ဟန်တွေပါနေမှာပေါ့မဖြစ်ပါဘူးမာလာရီသည်ဝမ်းနေသွားသည်မျက်နှာလေးနီရဲသွားအောင်လဲရှင်းမိသည်ဇက်သပင်ပညာကိုဒီလောက်အထင်သေးကြသလားဟုစိတ်ထဲ၌အကြီးကျယ်ခုသွားသည်နောက်တနေ့လာခဲ့အောင်လေဦးချန်ထွန်းကမာလိုက်သည်ဦးချန်ထွန်းအပေါ်၌စိတ်ခုသွား၍နောက်တနေ့၌မသွားဘဲနေလိုက်သည်ဘိုးအောင်သိန်းနှင့်ခင်မင်းသောမင်းသားကိုအေးကျူသည်မာလာရီကိုအေဝမ်းချန်သို့ခေါ်သွားပြန်သည်ဒရိုက်တာဦးတင်မောင်သည်မာလာရီကိုကြည့်လျက်ပိန်တယ်ဟုပြောကပယ်ချလိုက်သည်နောက်လိုရင်ခေါ်သုံးမယ်ဟုပြောလိုက်သည်ရုပ်ရှင်ကုမ္ပဏီများကပယ်ချမှမာလာရီသည်စိတ်ကြွတက်လာသည်တနေ့နေ့ဒီရုပ်ရှင်ထဲရောက်ကိုရောက်ရမယ်ဟုစိတ်ထဲ၌ကြုံဝါထားလိုက်သည်မွန်ကျော်မြင့်ဇက်ထဲ၌မင်းသမီးလှုပ်ရန်တည30နှစ်လာငါသည်ဘိုးအောင်သိန်းပေးစာကန်းစာနှင့်မလုံလောက်ပြီးအမေကနေစဉ်ပင်စလင်ကြောင်းတိုက်ထဲမှတန်ဃာတော်များကိုစွန်ဖိတ်၍စွန်လောင်းနေသောကြောင့်တစ်ဖက်တစ်လမ်းမှဝင်ငွေရှိရန်အလုတ်ဖိရှာနေရသည်အလုတ်ရှာနေကြအလုတ်ရ၍ဝမ်းမြောက်သွားသည်မွန်ကျော်မြင့်ပြီးသောတည30မှနေလွန်၍ပို့ပေးရန်တောင်းပန်သည်30တော့နေလွန်ပါတယ်ရှင်တည15ချက်ပေးပါမွန်ကျော်မြင့်သည်15ချက်မပေးနိုင်ခြင်းကြောင့်ခေါင်းခါပြသည်တည15ချက်မှမပေးနိုင်ဘူးဆိုရင်ဇီးနဲ့ကျမဘလို့လုပ်ကမလဲ9ချက်တော့ပို့ပေးပါရှင်
မွန်ကျော်မြင့်ကို15ချက်ပေးရန်ထပ်၍တောင်းပြန်သည်မွန်ကျော်မြင့်ကခေါင်းခါမြဲခေါင်းခါနေသည်မာလာရီသည်စိတ်ပြက်ပြက်ဖြင့်15ချက်မရ၍သူကပြန်၍ခေါင်းခါလိုက်သည်ဇက်လည်းမကရပြဇက်ကလည်းမခေါ်ကြရုပ်ရှင်ကလည်းပေချအလုံးလက်မဲ့ဖြစ်နေသည်အမေနေစဉ်စွန်လောင်းနေသောတန်ငါများကအပါ20သတင်းစာထဲတွင်ကာထီယုံမှမင်းသမီးအစ်စ်များအလိုရှိကြောင်းကြော်ညာပါလာသည်ထိုကြော်ညာထဲ၌မင်းသမီးဖြစ်ရမည့်အချက်လက်ကိုဖော်ပြထားသည်ဘိုးအောင်သိန်း၏တငယ်ချင်းဖြစ်သူအမျက်တော်ကြီးယုံ၌လုံနေသောကိုမြဟန်သည်မာလာရီတို့အိမ်သို့ပေါက်လာကကာထီယုံ၌ပြဇက်မင်းသမီးလျှောက်ရန်တိုက်တွန်းသည်မဖြစ်ပါဘူးကိုမြဟန်ရဲ့ကျမကိုသူတို့မှတ်မိမှာပေါ့ဇက်မင်းသမီးကရတဲ့အခန်းမှာကျမတော့ကခဲ့ဘူးတော့သူတို့ကျမကိုဇက်မင်းသမီးမှမှတ်မိနေကြမှာပေါ့ပြဇက်တို့ရုပ်ရှင်တို့ကဇက်မင်းသမီးမလိုချင်ဘူးလို့ပြောကြတယ်ကျမလျှောက်လို့ဘယ်ရမလဲကိုမြဟန်သည်မာလာရီကိုတနာမိသည်အနုပညာဘက်၌မာလာရီအစွမ်းထက်မှန်အစင်းသည်ဖြစ်သည်သွေးလိုက်လင်အယောင်ထွက်လာမည့်ကြောက်ကောင်းတစ်လုံးကိုအရင်အတိုင်းမထားခြင်းပေကိုမြဟန်သည်နီလန်းရှာ၍စဉ်းစားကြည့်သည်ကျွန်တော်အကြံတစ်ခုရတယ်ဒီလိုလုပ်ဗျာခမည်းစပင်ကိုတွားဖြတ်ပြီးကောက်ပြက်လိုက်နိုင်လွန်အင်ကြီးလက်တို့နဲ့ခစ်ဆန်ဆန်ဓာတ်ပုံရိုက်ပြီးရှောက်လိုက်ဗျာရှောက်လွာနဲ့ဓာတ်ပုံကိုကျွန်တော်တွားတင်ပေးမယ်ကိုမြဟန်ကစပင်ဖြတ်ပြီးကောက်ရန်အတန်တန်တိုက်တွန်းသည်ပေါင်လေလောက်ရောက်နေသောစပင်များကိုဖြတ်ပြစ်ရန်အလွန်တရာမှနှမျောလာသည်ကိုမြဟန်ကမပြန်ခင်စပင်ကောက်ပြီးဓာတ်ပုံရိုက်ထားရန်တဖွာဖွာမှားသွားသည်မှန်ရှိ၌စပင်ကိုဖြန့်လျက်ဖြတ်ပြစ်ရန်စိတ်ကူးယုံများနေပင်မျက်ရည်တွေဝဲလာသည်အမေအိုကလည်းရှိသေးသည်အမေမသေးခင်လှူနန်းတန်းနိုင်အောင်တတ်သိပညာဖြင့်လှုပ်ကြွေးခြင်းသည်ခေအလိုက်စပင်ဖြတ်၍မှမကောက်လင်ပြဆက်နေပဲတွင်ဝင်တိုးရန်ခရင်ကြောင်တွေးမိသည်စပင်ဖြတ်ကောက်ပြီးမှအရွေးမခံရလင်ခေါင်းပေါ်၌အတွန့်အကောက်တွေအဖက်တင်မှလည်းဆိုမိသည်တနေ့လုံးစပင်ကိုသာဆန်းနေသည်ဖြတ်ကောက်ရန်ခြီတုံချတုံစိတ်မဝေခွဲနိုင်အောင်ဖြစ်သည်ဘိုးအောင်သိန်းခေါ်ဆောင်သွား၍ပြဆက်ဒရိုက်တာဦးသူခအိမ်သို့ရောက်သွားသည်ကာချီပြန်ပွဲနှင့်ပတ်သက်၍စုံစမ်းမေးမြန်းကြည့်ရန်ဘိုးအောင်သိန်းကခေါ်သွားခြင်းဖြစ်သည်ဒရိုက်တာဦးသူခကမာလာရီကိုအကဲခတ်ကြည့်သည်မာလာရီနှင့်စကားပြောပြီးအစွမ်းရှိသောမာလာရီ၏အည်အသွေးကိုတွေးမြင်သိရှိသွားသည်ပြိုင်ပွဲဝင်ရန်တိုက်တွန်းညွှန်ကြားပြောဆိုလိုက်သည်ပြိုင်ပွဲဝင်လင်စက်သမားအနေနဲ့အလွယ်ကလေးပဲဆိုပြီးမလုပ်လေနဲ့အရက်သူလိုကြောင်းသူလိုခက်ရော့မလုပ်ရန်ခုနှစ်တန်းဆက်မေပွဲကိုဘီအေလိုမဖြစ်ရန်အထူးမှာကြားလိုက်သည်မာလာရီသည်တနေ့တနေ့သပင်ဖြတ်ရန်စိတ်ဆင်းရဲနေသည်ရက်ကလည်းနီကပ်လာပြီသပင်အတွက်စိတ်ပင်ပန်းပြီးမှစိတ်ဒုံဒုံချလိုက်နိုင်သည်ဖြတ်မီကောက်မီဓာတ်ပုံရိုက်ပြီးရှောက်လွာတင်မီအဖော်တယောက်နှင့်သပင်ကောက်ဆိုင်ကိုစုံစမ်းရှာဖွေသွားကြသည်ချွေတာရေးဆိုင်အပေါ်တက်စတာသပင်ကောက်ဆိုင်သို့ရောက်သွားကြသည်လိုက်ဖို့နေသောရင်ဖြင့်ကလထိုင်ပေါ်တက်ထိုင်လိုက်သည်မာလာရီသည်မှန်ကိုမကြည့်ဘဲမျက်စိနှလုံးစုံပိတ်ထားသည်သပင်ရှိကြီးကိုတီကနေညှက်ချလိုက်သောကက်ကြီးတန်းသည်မာလာရီအသေးသေးသို့စူးဝင်သွားသည်သပင်ဖြတ်ပြီးရုပ်ပုံအမျိုးမျိုးသည်မှန်နေ၌တစ်မျိုးပြီးတစ်မျိုးပြောင်းသွားသည်တွန်းလိန်ကောက်ကွေးနေသောစံတူကလေးသည်ပခုံးပေါ်၌အလိမ့်လိုက်ဝဲကြနေသည်ခေါင်းရှိ၌သပင်များလှိုင်းထားနေသည်ကောက်လိတ်ထားသောအမောက်ကိုကြည့်၍ဟင်းကနေတပြင်းကြီးချလိုက်သည်ခစ်ဆန်ဆန်ချုပ်လာသောနိုင်လိုအင်ကြီးလက်ပြက်ကိုသပင်ကောက်ဆိုင်၌ပြောင်းဝဲလျက်ဓာတ်ပုံဆိုင်သို့ဆက်သွားကြသည်လန်ဒန်အတ်ဓာတ်ပုံဆိုင်၌ဓာတ်ပုံရိုက်သည်အိမ်သို့ကိုများဟန်လာသောအခါဓာတ်ပုံများနှင့်ရှောက်လွာကိုပေးလိုက်သည်ဇမင်းသမီးမှမသိအောင်ရှောက်လွာ၌မြဝင်းနာမည်ထိုးလိုက်သည်ကာထေးယုံတွင်ရှောက်လွာတင်ပြီးစရွှေတကုံဖျားချစ်ရင်၌ကနေသောစိန်အောင်မင်းဇက်မှမင်းသမီးလို၍လာငါသည်မာလာရီသည်သပင်အကောက်အလေးတွေပြေကုန်မှလဲဆိုသည်ဦးစိန်အောင်မင်းလွှတ်လိုက်သည်ကိုညင်ရမှလဲခက်သည်ရှောက်လွာတင်ထားသောကာထေးယုံကတိသွားမှလဲကြောက်သည်ဦးစိန်အောင်မင်းကိုအာနာနာဖြင့်မကဖြစ်အောင်အကြံရ၍ပြောလိုက်သည်ကျမကားရမယ်ဆိုရင်တည40ပေးမှလိုက်နိုင်မယ်ဇက်သပင်တွင်အတော်ဆုံးဇက်မင်းသမီးမှအများဆုံး20ကျပ်25ကျပ်သာပေးရသည်ဦးစိန်အောင်မင်းဇက်ထဲတွင်လိုက်သောလူပြက်ဦးပရိခရာကဘာမင်းသမီးမို့40ပေးရမှလဲဟုစိတ်ဆိုးသွားလေသည်
မင်းသမီးအရေးတကြီးလိုနေသောဦးစိန်အောင်မင်းသည်မာလာရီတောင်းသည့်အတိုင်းတည40ပေး၍ခေါ်သောကြောင့်မငင်းသာပဲလိုက်သွားရသည်ထိုညကငမိုးရိပ်ဇက်ခင်ကြသည်ငမိုးရိပ်ဇက်၌မင်းသားတည်ပြီးနောက်မင်းသမီးမဲပွင့်သည်ည3 နာရီလောက်တွင်လွမ်းကန်ထွက်ပြီးတည်ရမည်ဖြစ်သည်မင်းသမီးအသေးနှင့်ပွဲအပီမိုးအလင်းအချိန်ကိုက်ကားကြရန်ဖြစ်သည်ထိုညကနာရီအကြည့်မှားကြကမင်းသားကစောစောတည်သွားနှင့်သည်မင်းသမီးမှာည2 ချက်ခန့်တွင်တည်ရမည်အဖြစ်မျိုးသို့စိုက်ရောက်နေသည်တည်ပြီးမိုးလင်းရန်အချိန်3 နာရီခန့်လိုသေးသည်မင်းသမီးမဲပွင့်သည်အချိန်မှားနေမှန်းတည်တည်ချင်းဇက်ခုံပေါ်၌ခေါင်းနှပန်းကြီးကချွေတွေပြန်လာသည်မင်းသားဦးစိန်အောင်မင်းမှာငမိုးရိပ်သေးပြီးဖြစ်၍ယနေ့သူ့အခန်းပြီးဆုံးပြီဟုစိတ်ချလက်ချအိပ်ပျော်နေသည်3 နာရီလုံးအချိန်ဆွဲ၍မိုးလင်းအောင်လွမ်းပြနေရန်လဲဇက်အိုင်နေတော့မည်ည2 ချက်ထိုး၌မင်းသမီးမဲပွင့်သေးပြီးပွဲသိမ်းလိုက်ရမှာကလေဇက်ထုံးစံမဟုတ်၍မင်းသမီးအကြက်ရိုက်နေသည်ဇက်ခုံနောက်ပိုင်း၌အချိန်မာခြင်းအတွေ့ရုတ်ရုတ်သေးသေးဖြစ်နေကြသည်ဦးစိန်အောင်မင်းကိုနှိုးလျက်အချိန်မှားနေကြကြောင်းပြောကြသည်ဦးစိန်အောင်မင်းမှာသူထွက်၍လည်းမရဘလို့လို့ရမှမသိအောင်မျက်လုံးပြူမျက်စံပြူနေသည်မဲပွင့်သည်လွမ်းကန်ထွက်၍စုံငိုနေရင်အုံနောက်6 လောက်အောင်အကြံထုတ်ရသည်စိန်ပေတာကြီးဤဗျောညွန့်ကိုတွားတတိရလိုက်သည်အချိန်မှားနေခြင်းကြောင့်ဇက်ထဲ၌မပါသောအခန်းကိုမဲပွင့်ကကောက်ထွင်လိုက်သည်မဲပွင့်သည်တရားမည်အခန်း၌မတည်သေးပဲအချိန်ကိုက်အောင်ရွာတစ်ခေါက်ပြန်လိုက်သည်ရွာ၌ကြံရစ်နေသောသားကလေးကိုရှင်ပြန်ပြုတ်လိုက်သည်စာပလွေရင်မာပိုက်ပါလို့ကျောင်းတော်ကိုရဲလိုက်မဲ့ဖြင့်တရားမည်စစ်စစ်၌သားကလေးကိုပျော်ပျော်ကြီးရှင်ပြုတ်ပေးသည်ဗျောညွန့်တပုတ်ဆုံးအောင်ဝိတာကားကျောင်းမကြီးကဲ့သို့ကာလိုက်ဆိုလိုက်ဖြင့်တမျိုးတဟန်သားနှင့်ခွဲကြရတော့မည်မို့ရှင်လောင်းမောင်သားကလေးမသိအောင်လွမ်းလိုက်ဆွေးလိုက်ပုံဖြင့်တမျိုးတဟန်ပြောသလိုရွှင်သလိုငိုမလိုမူရားတွေစုံလင်အောင်ရောဖက်လျက်ဇက်စင်ပေါ်၌တယောက်တည်းအချိန်ကုန်အောင်မိကုံရန်ကုန်ကျဲလေသည်ပရိသတ်ကိုသူ့ပညာဖြင့်ထိန်ထားသည်ဇက်မအိုင်အောင်ပျော်၍ပြလိုက်လွမ်း၍ပြလိုက်ဇက်ယုံအပြင်ဘက်၌မိုးထိန်ထိန်ကြီးလင်းနေသည်ကိုပင်မသိအောင်ဇက်ယုံတွင်ကပရိသတ်ကြီးသည်တုတ်တုတ်မြမလှုပ်ကြပေယုံထဲ၌လူတဦးတယောက်မြမရှိကြပြီတကယ်သူတယုံလုံးတိတ်ဆိတ်ငြိမ်သက်လျက်ချီကြသည်ပွဲသိမ်းသောအခါမင်းသမီးသည်တကိုယ်လုံးတုံနေကလက်ချေမမြောက်နိုင်အောင်ဖတ်ဖတ်မော်လျက်ရှိသည်ဦးစိန်အောင်မင်းသည်မာလာရီကိုလက်ဖြားခါရတော့သည်မော်ဟိုင်နေသောမာလာရီ၏ကြောကိုတက်လျက်ဖြောင်ဖြနာချပြောသည်ပြဇက်ထဲမလိုက်ချင်ပါနဲ့ကွယ်မင်းလိုမင်းသမီးမျိုးရှာမရှာပါကွယ်ဇက်ထဲမှာကစမ်းပါမင်းလိုမင်းသမီးမျိုးဟာဇက်သပင်မှာရှိတင်ပါတယ်ကွယ်ဘိုးအောင်သိန်းသည်သူ့မယားကိုဇက်ထဲခေါ်ပြီးနှိမ့်ဆက်ရမလားဟုစိတ်နာစွာဖြင့်တညာတဲ့ကာစီကနောက်ညတွင်ကာခွင့်မပြုပေဘိုးအောင်သိန်းကိုဦးစိန်အောင်မင်းကကျင့်တဲ့အောင်တောင်းပန်၍မရသောကြောင့်နောက်ညများတွင်မင်းသမီးအသစ်ရှာငါကရသည်မာလာရီသည်တနေ့ကိုများဟန်ကိုလေပင်ရှိအောင်စောင့်မျှော်နေရသည်တညနေတွင်အိမ်သို့ကိုများဟန်ပြုံးစီစီရောက်လာသည်မာလာရီကလည်းစီမေးသည်ဘလို့လဲကိုများဟန်ဒီမင်းကလေးကိုလို့ကျွန်တော်ကဓာတ်ပုံထုတ်ပြတော့ဒါလေးဆိုတော်သားပဲဗျာဆိုပြီးဓာတ်ပုံနဲ့လျှောက်လာယူထားလိုက်တယ်ခမကိုများဟန်ကပျော်ပြီးရေမောနေသည်မာလာရီကစိတ်မလုံမဲပြန်ပြောသည်ရွေးတဲ့နေကြရင်ကျမမန်းတိသွားရင်ဘယ်နဲ့လုံမလဲကိုများဟန်ရဲ့မင်းသမီးရွေးသည်နေသူမရောက်မီဆက်ကြားနေစဉ်နေတိုင်းမာလာရီရင်ခုန်နေသည်ရှောက်လွာလက်ခံထားသောမင်းသမီးလောင်များ9 ရက်ကြိုတင်၍ယုံကတချင်းပေးသည်ကိုလည်းသွားမယူရဲကာထေးယုံ၌မင်းသမီးတစ်များရွေးချယ်သည့်နေ၌အိမ်မမထွက်ခင်မိခင်ကြီးကိုထိုင်ဦးချလျက်မိခင်ဤမြေတာရီကိုအာယုံခံသွားသည်မရောက်မချင်းဖျားကုံတော်ကိုအခောက်ခောက်ရွတ်သွားသည်ဇမင်းသမီးဖြစ်မှန်တိသွားမည်ကိုစိုးရိမ်သည့်စိတ်ကတကိုယ်လုံးတုံတုံရင်ရင်ဖြစ်နေသည်ပြဇက်မင်းသမီးအရွေးခံရမိမင်းသမီးများမှာ30 ခန့်ရှိသည်မာလာရီကိုမြင်မြင်ချင်းယုံပိုင်ကဇမင်းသမီးပဲဆိုကကန့်ကွက်သည်အကဲဖြတ်လူကြီးတွေကရွေးချင်ရွေးပေါ်မရွေးလဲဆွဲချပေါ့ဗျာကိုမြဟန်သည်ယုံပိုင်ကိုဇိုးဝင်ပြောလျက်ဇက်ခုံပေါ်သို့တွန်းပို့ပေးလိုက်သည်
အကယ်ဖြတ်အဖွဲ့ကမင်းသမီးမှန်တိသွားကခွင့်မပြုခြင်းကြပေအကယ်ဖြတ်အဖွဲ့တွင်ပါဝင်သောဒရိုက်တာဦးသူခါကတိုးတဲ့သူတင်းတဲ့သူကိုအတုံးချနိုင်မှုရွေးတဲ့ပွဲဖြစ်တယ်အတုံးချနိုင်မချနိုင်လက်ခံပြီးကြည့်ကြပါဦးဟုပြောမှမာလာရီသည်ပြိုင်ပွဲဝင်ခွင့်ရသွားသည်ကလကားနောက်၌မာလာရီသည်အသက်ရှူမားကတုံနေသည်မင်းသမီးလောင်းများကားလိပ်ရှိသို့ထွက်၍တယောက်ပြီးတယောက်အရွေးခံကြသည်ယုံ၌တချင်းလာမယူရဲ၍ကားလိပ်ရှိထွက်လင်ဘာတချင်းဆိုရမည်မှန်းမသိချွေပြိုက်ပြိုက်ကြလျက်တကိုယ်လုံးပူထူနေသည်မင်းသမီးတယောက်ထွက်သွား၍လက်ခုပ်တန်းများကြားလိုက်ရလင်မာလာရီသည်မျက်လုံးများပြဝေသွားကရင်ထဲ၌တဒိန်ဒိန်ဆောင်လျက်ရှိသည်မေရှင်ဆိုသောချစ်ရည်စဉ်တချင်းကိုထွက်ဆိုပြရန်တွေ့တော်စဉ်းစားထားလိုက်သည်မာလာရီလက်မရောက်ခင်မာလာရီရှိကမြင့်မြင့်ထေးသွားသည်မြင့်မြင့်ထေးသည်ကောက်ခငင်းကချစ်ရည်စဉ်တချင်းဆိုလိုက်သည်ဇယုံတယုံလုံးခြားခြားလဲသွားကမာလာရီခေါင်းနှင့်မိုက်ခနဲဖြစ်သွားသည်သူဆိုရန်စိတ်ကူးစဉ်းစားထားသောချစ်ရည်စဉ်တချင်းကလေးကိုမှကောက်ဆိုနေသဖြင့်ရင်ဟာသွားသည်မှာပြောစရာမရှိရင်ဟာယုံမြမကနှလုံးသားပါပန်းလျက်နွမ်းနေသွားကြသည်မြင့်မြင့်ထိအပီမာလာရီအလှည့်ရောက်လာသည်ခေါင်းတစ်ပန်းကြီးစွာဖြင့်ကားလိပ်ရှိသို့ထွက်လာခဲ့သည်ရုတ်တရက်ဘာတချင်းဆိုရန်အကြံမထွက်သဖြင့်ဇက်ခုံအောက်ကစိန်ဝီလျံကိုချီရည်စဉ်တီးပေးပါဟုပြောလိုက်သည်အဆောင်တော်ကူးကစုခုလူသားသခင်ရဲ့တပွင့်တဲ့ပန်းကိုလှမ်းနိုင်ပေမယ်ချီရည်စဉ်တချင်းကိုအတန်မတုံစီရအောင်ထိန်ပြီးစုပြသည်တချင်းဆုံးနေပြဆက်မင်းသမီးကြီးခင်အုံမြင့်ထွက်လာကမေကွန်မေးလိုက်သည်ဒီမှာညီမလေးပညာသင်တဲ့အရွယ်မှာအချစ်ဝင်ရင်ခက်တယ်မဟုတ်လားဟုတ်ကဲ့အမရဲ့တိုင်းပြည်နဲ့စစ်တစ်ပင်နဲ့အမြင့်လူနဲ့အချစ်ဟာမကင်းနိုင်ကြပါဘူးတိုင်းပြည်မှန်ရင်စစ်ဖြစ်ဘူးတာပါပဲတစ်ပင်မှန်ရင်အမြင့်ရှိတာပါပဲလူမှန်ရင်လည်းအချစ်ရှိတာပါပဲညီမလေးတော့ပညာမတတ်ခင်အချစ်ကိုလက်မခံပါဘူးမာလာရီကစီကာပတ်ကုံပြောလိုက်တော့အခါဇက်ခုံအောက်အကယ်ဖြတ်ပရိသတ်ကြီးကလက်ခုပ်တန်းတဖြောင်ဖြောင်ဖြင့်ဩဘာပေးကြသည်မင်းသမီးလောင်းများရွေအပီ၌အကဲဖြတ်လူကြီးများသည်မြင့်မြတ်သေးကို12မဲပေးသည်မာလာရီကိုဇမင်းသမီးဖြစ်ခဲ့၍10မဲပေးသည်နောက်တနေ့သတင်းစာမျက်နှာဖုံးတွင်ပွင့်သစ္စာပန်းနှပွင့်ဟုရွေးချယ်ပွဲမှရုပ်ပုံများပါလာသည်မာလာရီသည်သတင်းစာကိုကြည့်လိုက်သည်မြင့်မြတ်သေးပုံကြီးမှထင်းနေသည်သူ့ပုံမှာခတ်သေးသည်တောင်ကြားတဲ့၌ကပ်နေသည်သတင်းစာမျက်နှာဖုံးစာရွက်ကိုကြည့်လျက်မျက်ရည်လဲလဲဖြင့်သတင်းစာယူလာပြသောဂီတာစောကြီးကိုဝမ်းနေပန်းနေပြောလိုက်သည်ဇက်သပင်ပညာကိုအထင်သေးလိုက်ကြတာကိုစောကြီးရဲ့ဇက်မင်းသမီးဖြစ်ခဲ့လို့အမှတ်လျှော့တဲ့ဇက်ထဲပဲပြန်ကတာကောင်းပါလိမ့်မယ်ဂီတာကိုစောကြီးကနှစ်သိမ့်စကားပြန်ပြောသည်ကို့အထုပ်ကြီးကိုသူတို့ဖြေကြပါစေဦးဗျာဒီအထုပ်ကြီးကိုဘယ်နေရာမှာပဲချထားတနေ့ဖြေပြကြတဲ့အခါကျတော့အထုပ်ထဲဘာတွေဘလောက်ရှိတယ်ဆိုတာပေါ်မှာပေါ့ပြဇက်ထဲဝဝင်းချင်းမာလာရီသည်ဒရိုက်တာဦးတုခဤအော်မိမပြဇက်တွင်မိမလေအခမ်းမှပါဝင်ကာရသည်ကာထီယုံမှအရွေးခံရသောမင်းသမီးအဖြစ်မာလာရီကိုជីជីထေးဟုအမည်ပေးလိုက်ကြသည်ဇက်တပင်မှပြဇက်တဲ့အဝင်ဇက်မင်းသမီးမာလာရီအမည်ပြောက်၍ပြဇက်မင်းသမီးជីជីထေးဘဝသို့ရောက်လာပြန်သည်အော်မိမပြဇက်ယုံတင်သောည၌အိမ်မှာရင်လုံးတင်လုံးတွေပို့အောင်အဝတ်တွေကိုထပ်ဝစ်လာသည်တင်ပါ၌ထူဖောင်းနေကကြည်မကောင်းအောင်ဖြစ်သည်စိန်ဝေလျံသည်ဇက်ခုံပေါ်သို့တက်လာသည်ဒီမှာជីជីသေးကိုတခုပြောချင်တယ်စိတ်မဆိုးနဲ့နော်ပြောပါရှင်ပြောပါခမရအောက်ကခံဝစ်လာတာကြီးကထူလွန်းနေကြည်မကောင်းဘူး natural ဖြစ်မှာကောင်းတယ်ជីជីသေးသည် natural ဆိုတာဘာပြောတာပါလဲဟုဇက်ကားရင်အတော်မသက်တွေးနေသည်natural စကားလုံးကိုမမေ့နိုင်အောင်စိတ်ထဲ၌ခဏခဏရွလျက်မှတ်မိအောင်လုပ်သည်ပြဇက်မင်းသမီးဖြစ်မှနာမည်ကျော်ပြဇက်မင်းသမီးကြီးများကိုအယူအသေးပေးကအောက်ကျနောက်ကျပေါင်ရသည်တင်တင်မှုကိုရဲရဲတင်တင်မကြည့်ဝင်၍အလစ်ခိုးကြည့်ရသည်မင်းသမီးများပန်ထားကြသောပန်းကိုနှစ်သက်လွန်၍အောက်ကျတူရှိုးလျက်မမေးဝင့်ဝင့်မေးကြည့်ရသည်အမရဲ့အမပန်ကလေးကလှလိုက်တာနော်ဘယ်ကဝယ်ပါသလဲရှင်ဘိုးကျိုးစေးကတပွင့်5ချက်ပေးရတယ်ဘိုးကျိုးစေးတင်ကြီးစေးတို့တစ်ခေါက်မှမရောက်ဘူးသဖြင့်
နာမည်ကြီးမင်းသမီးများထံတွင်ပန်းတပွင့်၅ချက်ပေး၍ပန်းထွက်ကားရသည်မင်းသမီးကြီးများဝတ်သောဘရိုဂိတ်ထမိန်တပတ်နွမ်းအကြများကိုဝယ်ဝတ်ကားရသည်အော်မိမပြဇက်ကပြီးဒရိုက်တာဦးတုခ၏ချစ်ကုမ္ပဏီပြဇက်၌မင်းသားတစ်မြင်လွင်နှင့်ပွဲဦးတွင်တွဲဖက်ကားရသည်ဒရိုက်တာဦးတုခသည်ជីជីထေ၏ခြေကိုမြင်ပြီးဖြစ်သဖြင့်တတိပေးထားသည်ညီကကောလိပ်မရောက်သေးဘူး BA မဖြေစမ်းနဲ့အသာရှို့ထားစမ်းမတက်ချင်အောင်စောင်းနေအောင်ချစ်ကုမ္ပဏီជីជីထေဆွန်သွားပြီဟုသတင်းစာများကဝေဖန်ရေးသားကြသည်ချစ်ကုမ္ပဏီညောင်ရည်သပင်ပြဆက်များကပြီးဒရိုက်တာကိုချစ်မောင်၏ရွှေရည်လူပြဆက်ကပြသည်ဒရိုက်တာကိုချစ်မောင်သည်ပြဆက်မင်းသားကိုမျိုးချစ်ကိုជីជីထေနှင့်တွဲကားစေခြင်းသည်တို့ရာတွင်ဒရိုက်တာကမင်းသားကိုမပြောရဲပေជីជីထေကိုဇမင်းသမီးဟုဘယ်မင်းသားကမှမတွဲခြင်းကြပေမင်းသားကိုမျိုးချစ်သည်မင်းသမီးမေမြင့်နှင့်တွဲလျက်မင်းသမီးခင်အောင်မြင့်ကမင်းသားကျော်အေးနှင့်တွဲကားသည်ជីជីထေမှာတောသူမလေးလှုပ်ရသည်မင်းသမီးများမလှုပ်ချင်သောအခန်း၌ជីជីထေကိုထားလိုက်သည်ជីជីထေလည်းသူ့အကြိုက်နှင့်တွေ့သွားသည်ပြဇက်မင်းသမီးရှာရန်တော်ရောက်လာကြသောမင်းသမီးခင်အောင်မြင့်တို့နှင့်တောသူလေးရွှေကြီးတို့တွေ့ဆုံသည့်ခန်းသည်ပရိသတ်ပါဇက်ပိတ်မနေရအောင်ဖြစ်သည်ပြဇက်တစ်စက်လုံးကိုជីជីထေကကင်လှုပ်ပြသည်ជីជីထေသည်ပြဇက်ထဲတွင်သူအလိုရှိသောဂွေတကွေဝင်လာပြီဟုပညာကုန်ကျဲပြသည်တောသူမနေရာကနေ၍ပြဆက်နေပဲတစ်ခုလုံးကိုတရုပ်ပေါ်အောင်ဖော်ထုတ်ပြတတ်သည်ဒရိုက်တာကိုတောသူမလေးရွှေကြီးကတာရိုက်တာဟုခေါ်၍တရုပ်တကန်ပြည်ပြင်းအောင်ပြပြသည်ဒရိုက်တာကိုချစ်မောင်မှာပြဆက်ထဲ၌ជីជីထေဤမောင်လုပ်သည်တောသူမောင်နှမတယောက်နှစ်တယောက်အပေးအယူမျက်လုံးပို့ကာပြက်လိုက်ကြသည်မှာပရိသတ်ပါဇက်ပိတ်ရသည်မရှိပရိသတ်တို့ဤဝေါကနေရည်တန်တို့သည်ယုံကွဲမတက်ရှံထွက်နေသည်ရွှေလူပြဇက်ထဲ၌ထွင်ခဲ့သောတောသူမလေးရွှေကြည်ဤနာမည်သည်ဘိုးအောင်သိမ်းမှအစသူနှင့်ယင်းဤသောသူမှန်သမျှအလုံးကပင်သူကိုជីជីထေဟုမခေါ်ကြပဲရွှေကြည်ခေါ်ကြသည့်အထိဘဝတလျှောက်ရွှေကြည်နာမည်တစ်ဆက်တည်းတည်မြဲသွားသည်ရွှေလူပြဇက်ကနေစဉ်ပြဇက်မင်းသမီးជីជីထေဤသတင်းသည်အလွန်ကြော်ကြားလာကတဟုန်တို့ထိပ်ပိုင်းအဆင့်သို့ထိုးတက်သွားသည်ជីជីထေပြဇက်သွားကတိုင်းဘိုးအောင်သိန်းကအမြဲလိုက်သည်ပြဇက်အပြီးညတကောင်ရံမှအိမ်သို့ပြန်ရောက်ကြသည်ជីជីထေကိုအိမ်ပြန်ပို့ပေးပြီးအိမ်မှဘိုးအောင်သိန်းပြန်ထွက်သွားသည်လင်းအားကြီးရောက်မှအိမ်သို့ပြန်ရောက်လာတတ်သည်ជីជីထေသည်ပြဇက်ကနေခိုက်သားလင်းသူ့ဘဝကိုမေ့ထားနိုင်သည်အိမ်ပြန်ရောက်တိုင်းခင်မွန်းတဲ့အတွေ့စိတ်ဆင်းရဲရသည်မှာတညာလည်းမဟုတ်ညစီညတိုင်းလိုဖြစ်သည်တညပြဇက်ကပြီးဘိုးအောင်သိန်းကိုမော်မော်ဖြင့်ထိုင်ဆောင်နေသည်ခေါင်းရင်ခန်း၌အိတ်နေသောအမေကအတန်ပြုသည်သမီးအိတ်တော့အိတ်လေជីជីထေးသည်မအိတ်နိုင်စိတ်ဆင်းရဲလွန်၍အမေမကြားအောင်ကြင်ငိုနေသည်ငါဘဝဟာဘာကောင်းတဲ့ဘဝလဲတနက်ကြီးတကားကားနဲ့ငါ့ကိုမရရအောင်လဲယူခဲ့သေးတယ်ရပြန်တော့လဲဂယူးမဆိုင်ဘူးသူထားသလိုနေရတဲ့ဘဝပြဇက်ကတနေ့နှစ်ပွဲရသမျှပတ်စံမြင်းလောင်ဖဲရိုက်နဲ့သူမြင်းလောင်မှုသူဖဲရိုက်ဖို့ပင်မခံပြီးရှာပေးနေရတဲ့ဘဝជីជីထေးသည်ဘိုးအောင်သိန်းကိုစိတ်နာနာဖြင့်တွေ့ပြီးကြားလိုက်သည့်မျက်ရည်တွေမှာတုပ်၍ပင်မနိုင်ခံပြင်းလာ၍အိမ်မရတိုင်းအခန်းထဲမှာတောက်လျှောက်အတန်ထွက်နေသည်သမီးအိတ်တော့လေဘာဖြစ်လို့မအိတ်သေးတာလဲမအိတ်ချင်သေးလို့ပါအမေအိတ်ပါတော့သမီးရဲ့ဖုန်ကြီးเจ้าမှာအုံမောင်ခောက်သည့်အချိန်၌ဘိုးအောင်သိန်းပြန်ရောက်လာသည်အခန်းထဲသို့ဝင်လာခြင်းမအိတ်သေးဘူးလားစမေးသည်အိတ်နိုင်ပါမလားရှင်ရှင်စကားပြောတာစင်ဆာပြောပါជីជីထေးကငိုတန်ပါနှင့်ပြန်ပြောသည်ဘသူနဲ့များချိန်ထားလို့မအိတ်နိုင်တာလဲဘိုးအောင်သိန်းကရန်စကားဆလာသည်ရှင်ဘာစကားပြောတာလဲဘသူနဲ့ချင်းရအောင်ကျမမှာဘသူရှိလို့လဲရှင်နဲ့တောင်ဘဝကကုသိုလ်စွန့်လို့လာတွေ့ရတဲ့ဥစ္စာជីជីထေးပြော၍မဆုံးခင်ဘိုးအောင်သိန်းကជីជីထေးဤပါကိုဘယ်ပြန်ညာပြန်ချလိုက်သည်ရိုက်ပါရှင်ခါ6လုံးပြူနဲ့အသေးသက်ပြင်တာတောင်ကျေးဇူးတင်ဦးမယ်တည်သွားရင်ရှင်နေရတဲ့ဒုက္ခကြီးကကျွတ်လွတ်ချမ်းသာသွားမယ်ထို့သို့ပြန်လည်ပြောနေစဉ်အခန်းထဲသို့အမေရောက်လာသည်တ
အိတ်တော့လို့ငါပြောနေတယ်မအိတ်ဘူးငါအိတ်ခိုင်းတာကိုမအိတ်ဘူးအချိန်မရှိအချိန်ရှိဘာကြဲနဲ့အရှက်မရှိဘူးလားဟင်ငါဖြင့်ရှက်ပါပြီတော့ယောက်ျားကောင်မောင်မတစ်ထောင်နဲ့ဟဲ့ကို့ဘဝကိုတည့်ရနဲ့မှတ်ကိုမမှတ်ဘူးအမေကသူစီသောပိန်နံဖက်နှက်ကလေးကိုဆွဲကိုင်၍ជីជីသေးကိုရိုက်လိုက်သည်ជីជីသေးသည်အံ့အားတင်သွားသည်တခါမှမရိုက်ဘူးသောအမေပြောလိုက်သောစကားကြောင့်လဲအံ့အားတင့်ကြည့်ခြင်းဖြစ်သည်ဘိုးအောင်သိန်းသည်အမေအခန်းထဲသို့ဝင်လာခြင်းအပြင်သို့ပြန်ထွက်သွားသည်ជីជីသေးသည်အငိုတိတ်သွားသည်အခန်းထဲတွင်တယောက်တည်းထိုင်၍ယောက်ျားကောင်မောင်မတစ်ထောင်ဆိုသောစကားကိုနားမလည်နိုင်အောင်ဖြစ်သည်အမေသည်သူ့ဘက်မှနေ၍ပြောခြင်းလို့သို့မဟုတ်ဘိုးအောင်သိန်းဘက်ကလို့အတိတ်ပဲပေါ်အောင်စဉ်းစားတော့မှသူတွေးမိသည်သူ့အမေဝင်မလာလင်ရံပွဲမှာတော်တော်နှင့်ဆဲမီမဟုတ်မှန်းသူတွေးမိသည်သူလည်းပိုနာလိမ့်မည်ကိုတွေးမိသည်သမီးလည်းမနာအောင်ယောက်ျားတို့တဘာဝကိုလည်းသိလေအောင်ဖော်ပြခြင်းသောဆန္ဒနှင့်မဝင်စဘူးအခန်းထဲသို့ဝင်လာခြင်းဟုအတိတ်ပဲဆက်တွေးကြည့်သည်ယောက်ျားကိုမမတ်မောနှင့်ကိုထားတဲ့မြစ်တာကိုပါရိုက်ပြီးတုံ့ပြန်မိမဟုတ်လားယောက်ျားမှန်ရင်ဖျားယဟန္တာကလွှဲရင်ယောက်ျားတိုင်းဖျားလောင်းကြည့်မဟုတ်ဘူးလို့အမေကသူ့အားပြောသွားပြီးတကယ်သူအတိတ်ပဲပေါက်လာကစိတ်ထိခိုက်သွားသည်သမီးလေးစိတ်ပြေသောအခါတွင်အမေကပြောသည်သမီးဘလူးမှာအဆွဲ၄ချောင်းရှိတယ်သမီးယောက်ျားကအဆွဲ၈ချောင်းရှိတယ်အမေမသိခင်အမေက6ချောင်းနှုတ်ခဲ့မယ်သမီးက2ချောင်းနှုတ်ပေတော့ជីជីသေးသည်အမေပြောသောဤစကားကိုအသေးဆွဲအောင်မှတ်သားထားသည်ပြဆက်ဇတ်ထုတ်အစ်စ်ဝင်နိုင်ဘိုးအောင်သိန်းသည်လက်မှတ်များဝယ်တတ်သည်ကိုရွှေသိန်းလက်မှတ်တွေဝယ်တာကများလာကြီးလားဘသူအတွက်လဲជីជីသေးကတီးချင်း၍မေးကြည့်သည်ဟိုမင်းအမပထမဇနီးကိုဆိုလိုသည်ဟိုမင်းအမသူ့ဆွေတော်မျိုးတော်8000တို့အတွက်ပေါ့ဘိုးအောင်သိန်းဝယ်ယူသောလက်မှတ်များမှာသူ့ဇနီးဤဆွေတော်8000မျိုးတော်ပေါင်းများအတွက်မဟုတ်ပေသူ့ဇနီးအပြင်ဒုတိယဇနီးနှင့်သားသမီးတို့အတွက်ဖြစ်သည်ဘိုးအောင်သိန်းဤပထမဇနီးသည်ជីជីထင်းနှင့်တင်မြတ်တော်လေဒုတိယဇနီးကိုမကျေနပ်တိုင်းလင်မယားချင်းရန်တကြက်ဖြစ်ကြသည်တနေ့တွင်လင်မယားရန်ဖြစ်ကြသည်ဘိုးအောင်သိန်းကမျက်နှာကိုပိတ်ရိုက်လိုက်သဖြင့်နားထဲ၌ပန်ထားသောစိတ်နှကကလေးလွင့်စင်သွားသည်ထို့ကြောင့်တီးမခံနိုင်၍ជីជីထေး၏အမေရှိရာအိမ်သို့သူ့အိမ်မှဆင်ပြေလာသည်အမေရဲ့သမီးအမေနဲ့တူတူနေပါရစေတော့ကိုရွှေသိမ့်မရအဖြစ်နဲ့မနေပါဘူးအမေသမီးအဖြစ်နဲ့သမီးတို့သားမိအမေနဲ့တူတူလာနေပါရစေသမီးကိုအင်မတန်ရမ်းရှာပါတယ်သမီးသူနဲ့တအိမ်နဲ့နေလို့မဖြစ်တော့ပါဘူးအမေရဲ့ဘိုးအောင်သိန်း၏ဇနီးကဖွင့်ပြောမှဘိုးအောင်သိန်းတွင်နောက်ထပ်အိမ်ထောင်နှင့်သားသမီးများရှိသေးကြောင်းជីជីထေးတို့သားမိသိကြရသည်အမေသည်တမီချင်းစာနာကပထမဇနီးကိုတနာသွားသည်လာခဲ့ပြောင်းလာခဲ့အမေနဲ့ပဲအတူတူလာနေကြပြီတော့ပထမဇနီးနှင့်သားကလေးသည်ជីជីထေးတို့အိမ်သို့ပြောင်းရွှေ့လာကအတူတူလာနေကြသည်မတိသူများကမေးလင်အမေကသူ့သမီးအကြီးဟုပြောတတ်သည်ជីជីထေးပြဆက်သွားကနေလင်အမေဤဝေယဝစ္စအိမ်ဤဝေယဝစ္စအလုံးကိုသမီးကြီးကစိတ်ထားကြည်ပြူစွာဖြင့်လောက်ကင်ပေးသည်သားကလေးအပါသည်သူ့မိအရင်ထက်ជីជីထေးကိုပို၍တွေ့တာခင်မင်းသည်ပြဆက်သွားကရန်ဝစ္စဆင်ပြင်းနေလင်ဘေးမှထိုင်၍စောင့်ကြည့်နေတတ်သည်သူ့အမေအရင်ကိုအမခေါ်ကជីជីထေးကိုအမေဟုခေါ်သည်ជីជីထေးအတွက်ကူညီလောက်ကင်ပေးတတ်သည်ကြောင်အားသည့်နေများတွင်ជីជីထေးနှင့်အတူလိုက်သွားသည်အမေနားတွင်ထိုင်၍ပစ္စည်းများကိုစောင့်ကြည့်ထိန်သိမ်းပေးသည်သမီးလေးလှလှဝင်းမှာအဝေးရှိအမကြီးများကသမီးအဖြစ်မွေးစားထားခြင်းကြောင့်သမီးရင်အစာအလိုက်သိလိမ္မာသောသားကလေးအပါကိုတနေ့တခြားတန်ရောစဉ်တွေ့လာသည်သားအရင်နှင့်မချဒါငါသားဟုစိတ်ထဲ၌အပီသားစင်သွင်းထားသည်ရွှေလူပြဆက်ကားအပီဂီတာလူလင်ပြဆက်ဆက်ကားသည်ဂီတာလူလင်ပြဆက်ထဲ၌ငယ်စဉ်ကသူပွဲကြည့်ခဲ့ဘူးသောဇာတ်ကြောင်းကိုမောင်ဖြစ်သူအားပြန်ပြောပြခြင်းဖြင့်ဇလန်းကိုတရုတ်ဖော်ထားသောပြဆက်ဖြစ်သည်ជីជីထေးသည်ဇတ်သပင်ဆိုင်ရာပညာကိုထုတ်ဖော်ပြခွင့်ကြုံသဖြင့်ပိုင်နိုင်စွာတရုတ်ဆောင်ကထုတ်ဖော်ပြသည်ဂီတာလူလင်ပြဆက်ကားနေစဉ်
ကြည်ကြည်သေးကို52ခုနှစ်ပြဇက်ဘရင်မှာတန်းကုံမင်းသမီးဟူ၍သတင်းစာကြီးများကချီကျူးရေးသားကြသည်ဇမင်းသမီးဖြစ်ခဲ့သောကြောင့်သူ့ကိုဝိုင်း၍အထင်သေးကြကအဖက်မတန်သလိုဆက်ဆံနေကြသည့်ကြားထဲမှပြဇက်ဘရင်မှတန်းကုံမင်းသမီးဘွဲ့ရရှိသောအောင်မြင်မှုကိုပီတိဖြစ်မိသည်ကြည်ကြည်သေးသည်ပြဇက်ထဲရောက်စားကဦးကျင်နီကကြည်သာစခန်းသွားပြီးတော့ဟုတူတူကြည်၍အမအကြာရှိသည့်အတိုင်းဇက်တပင်နှင့်တပါးသာခွဲ၍ကြည်စခန်းသွားရသည်ဇက်ကစင်ကားလိုအာသွန်ခွန်ဆိုင်မပြုလို့ရပေပြဇက်နိုင်မှုပြဇက်ဒရိုက်တာနှင့်နောက်မှဖတ်သက်ရတက်ရကိုလုံနိုင်လေလုံနိုင်သလောက်တက်သွားနိုင်ခြင်းအသည့်ကြောင့်ပြဇက်အထာကြည့်၍အသာကြည့်စခန်းသွားခဲ့ခြင်းဖြစ်သည်နှစ်စင်မြတ်တာပြဇက်၌အယူမအခန်းကိုကားခဲ့သည်ဇက်ခုံပေါ်၌ယူယူချွန်းချွန်းမရှက်မကြောက်ယူပြသည်မလုံးတလုံးစုပ်ပြက်နေသောအဝတ်အစားနှင့်ရုပ်ပြက်စင်ပြက်ယူပြသည်ပွဲကြည့်ပရိသတ်ကသူ့ကိုမကြည့်ဝင်လင်ထပြန်ယုံမြင်ရှိသည်သူလိုရသောအလုပ်ကိုအလုံးနှင့်တူအောင်လုပ်ပြလိုက်ခြင်းဖြစ်သည်စံပြမယာပြဇက်တွင်ကြည်ကြည်သေးဤလွမ်းကန်းကိုပရိသတ်အသေးခိုက်ကြသည်ကာယဗလဥရှိန်သည်ကြည်ကြည်သေးဤအလွမ်းကိုကြည်နေစဉ်သူ့ပါဇက်မှစေပြင်လိပ်ပြုတ်ကြကသူ့လုံးကြီးကွန်ဒီလုံးခန့်မီးပေါက်သွားမှမီးလောင်မှန်းတီတော်သည်ကြည်ကြည်သေးအလွမ်းကောင်းလိုက်တာဗျာပစိုးမီးလောင်သွားတယ်စေဘောလိပ်များဆိုရင်ယုံပါလောင်းနေဦးရှိန်သည်ပွဲကြည့်ပြီးယုံဝါ၌ဒရိုက်တာကိုရည်ပြောသွားသည်စံပြမယာပြဇက်ကနေကြိုက်တည၌မမျော်လင့်မဲအခက်ခဲတစ်ခုကိုကြော်နှင်းခဲ့ရသည်ဇက်ကွက်ထဲ၌သူလွမ်းပြနေရမည့်အခန်းတွင်သူလွမ်းနေခိုက်မင်းသားကကာနောင်မှထွက်လာရမည်မင်းသားသည်ကာနောင်မှတော်တော်နေထွက်မလားမင်းသားထွက်မလာမချင်းကြည်ကြည်သေးသည်ထက်တလဲလဲလွမ်းပြသည်ဇက်ခုံပေါ်၌မင်းသားအထွက်နောက်ကျ၍အခက်ကြုံနေသောမယားကိုမြင်သဖြင့်ဘိုးအောင်သိန်းသည်ဇက်ခုံပေါ်သို့အပြေးတက်သွားသည်ရွှေကြီးလွမ်းနေပြီခမည်းထွက်တော့လေလူတယောက်နှင့်စကားပြောနေသောမင်းသားကဒီမှာစကားပြောနေလို့ဗျဟုတ်ဘိုးအောင်သိန်းကိုလှမ်းပြောလိုက်သည်ကြည်ကြည်သေးမှမင်းသားထွက်မလာ၍စိတ်အိုက်လျက်နှစ်ကြော့သုံးကြော့လွမ်းရပြီးမှမင်းသားထွက်လာသည်ဘိုးအောင်သိန်းသည်ကားလိတ်နောက်သို့ဝင်လာသောကြည်ကြည်သေးကိုဝင်ဝင်တောက်နေသောမျက်လုံးဖြင့်တူတူကပ်ပြောလိုက်သည်ရွှေကြီးဇက်သိန်းမှာကိုတက်ပြီးရင်ဇက်ကြောင်ပြန်မဖော်ပြနဲ့တခါတည်းတက်သေးလိုက်ပြောတာကြားရဲ့လားကြည်ကြည်သေးဤရင်ထဲ၌အေးကနေဖြစ်သွားသည်လမ်းမဟုတ်လင်မခံကျင်တတ်သောယောက်ျားဤစိတ်ဓာတ်ကိုတည်သည်ဘိုးအောင်သိန်းဤစိတ်ထဲ၌မင်းသမီးကိုမင်းသားတက်ချင်းဟုအတိရှိသည်မင်းသားမထွက်၍ထက်တလဲလဲလွမ်းနေရခြင်းကိုကြည်မရအောင်ဒေါသထွက်လာခြင်းဖြစ်သည်ဘိုးအောင်သိန်းပြောသလိုဇက်ကြောင်မပြတ်မဲသူတက်သေးလိုက်လင်ဇက်ကိုထိကြိုက်တော်မည်ကြည်ကြည်သေးသည်ကားလိတ်ရှိသို့ပြန်မထွက်ခင်အသက်ရှူကြက်နေသည်ဇက်အနာခံလိုက်မလားလင်သားစိတ်ကြိုက်လိုက်မလားတခုခုကိုလှုပ်ရတော်မည်ဇက်သိန်းကန်နီးမှလာကြုံရသောအခက်ခဲကြီးကိုရင်ဆိုင်ရန်သူအေးထား၍စွန့်စားသည်ဇက်သိန်းကန်၌သူခင်မွန်ပြောသည့်အတိုင်းမလုပ်ပေဇက်ထုတ်ဇက်လန်အရှိအတိုင်းကိုတက်ခါဇက်ကြောင်ဖော်ပြပြီးမှတေးလိုက်သည်ကြည်ကြည်တီကားလိတ်နောက်သို့ဝင်လာသောအခါသူမယာသူမာရာမလုပ်သည့်အတွက်ဘိုးအောင်သိန်းသည်ဒေါသထွက်သဖြင့်ပါပိတ်ရိုက်လိုက်သည်ကြည်ကြည်တီကိုတဖြန်ဖြန်ရိုက်နေသဖြင့်ဇက်ခုံနောက်၌ရုတ်ရုတ်တဲတဲဖြစ်သွားကြသည်ဒရိုက်တာကိုချစ်မောင်ကတငယ်ချင်းကဘိုးအောင်သိန်းမရိုက်ပါနဲ့ကွာအတင်းဝင်ဆွဲသည်လူပေါင်းစုံရှိ၌အရိုက်ခံနေရသည့်အတွက်ကြည်ကြည်သေးသည်ရှက်ရန်ကိုလည်းတတိမယာသူခိုင်းတာကိုမလုပ်လင်စိတ်ဆိုးမိကိုတွေးပြီးသားတွက်ပြီးသားဖြစ်သည်သူကိုရိုက်ချင်းရိုက်တက်ချင်းတက်ဇလန်ဇက်ကွက်ကိုအနာမခံပဲသူ၏အကြက်တဲကိုအရိုက်ခံပြီးဖြည့်ရှင်းလိုက်သည်ဇက်ကွက်ကိုအနာမခံပဲသူ့အသားသာအနာခံခြင်းဖြစ်သည်ကြည်ကြည်သေးကပြခဲ့သောပြဇက်များမှာနှစ်စင်မြစ်တာစံပြမယာရွှေမိုးငွေမှုတမှုတရချစ်အမြူတီရွှေရီလူဂီတာလူလင်ချစ်ကုမ္ပဏီညောင်ရည်တပင်မြေပဒေသာစသဖြင့်ပြဇက်ဇက်ထုတ်ပေါင်း20ခန့်ကပြခဲ့သည်ပြဇက်ဒရိုက်တာဘိုးကလေးတင့်အောင်ကဇက်ကိုကွဲတာတို့တေတာတို့နဲ့ဇက်သိမ်းမယ်ဆိုရင်ပရိသတ်ကလက်မခံဘူးမကြိုက်ဘူးကြည်ကြည်သေးနဲ့ကြတော့မှပဲဇက်သိမ်းမှာကွဲတာတေတာကိုပရိသတ်ကလက်ခံနေလူဝင်နေဟုတ်ထုတ်ဖော်ပြောသည်ကြည်ကြည်သေးသည်ပြဇက်တညာကလင်90ရသည်တနေ့နှစ်ပွဲကလင်100ရသည်
ပြဆက်မှရရှိသောငွေများကိုကြည်ကြည်ထီးမကိုင်ဘိုးအောင်သိန်းကသိန်းသည်9နှစ်သမီးအရွယ်ကစ၍ပြဆက်ခုံပေါ်သို့ကြည်ကြည်ထီးဘဝသို့ရောက်လာသည့်နေ့အထိရသမျှပတ်စံကင်ခဲ့ခြင်းလည်းမရှိကင်ဘူးခြင်းလည်းမရှိငွေလည်းကင်၍သုံးဆွဲရန်သူ့ဘဝမှာအိမ်ရှင်မလည်းမဟုတ်နောက်ကရရှိခဲ့သောငွေများကိုအမေကသိန်းသည်ထို့နောက်ရောက်ခမကသိန်းသည်ယခုလဲဘိုးအောင်သိန်းကသိန်းသည်ပြဆက်အပီအိမ်သို့ပြန်ရောက်လင်အိမ်၌အိမ်ရှင်မအပီရှိပြီးဖြစ်သည်ဘိုးအောင်သိန်းဤဇနီးကအိမ်တွင်ချက်ပြုတ်လုပ်ကိုင်း၍ဘိုးအောင်သိန်းပေးသောငွေနှင့်လောင်ငါအောင်သုံးဆွဲရသည်ကြည်ကြည်သေးသည်အိမ်ရှင်မတို့တက်ကြွရမည်အချက်အပြုတ်မိဖို့လုပ်ငန်းပညာကိုမတက်ကြွခဲ့မလုပ်ဖူးခဲ့သူများခုခတ်ကြွေးသမျှစားခဲ့သည်အစာတောင်း၌ခုံမင်းခြင်းလည်းမရှိသူအလိုရှိသည်မှာငပိရီကောင်းကောင်းနှင့်တူစရာကောင်းကောင်းသာလျှင်သူစားသောအစာဖြစ်သည်ဤအစာမျိုးသာစားတတ်သည်ဖွဲ့ဖွဲ့ရရအစာကောင်းအတောက်ကောင်းကိုငပိရီတူစရာလောက်မမက်မောပြီရန်ကုန်၌နေ၍လဲရန်ကုန်အကြောင်းလုံးဝမသိဘိုးကျိုးစီတင်ကြီးစီလဲမမြင်ဘူးမရောက်ဘူးမိုးလင်းလင်းအိယာထဖျားရှင်ကိုသည်ဖျားရှင်ခိုးပြီးအဝတ်အစားလဲကအိမ်ရှင်မပြင်ပေးသောထမင်းချိုင်းကိုကိုင်လျက်ဘိုးအောင်သိန်းအဆောင်လျှောက်ဖြင့်ကာထီယုံသို့ဇက်တိုက်သွားရသည်ညဘက်ဘိုးအောင်သိန်းအဆောင်လျှောက်ဖြင့်ဇက်သွားကာရသည်ဇက်ကပြီးဘိုးအောင်သိန်းအဆောင်လျှောက်ဖြင့်အိမ်သို့ပြန်ရောက်လာရသည်ပြဇက်မင်းသမီးဝစ်စားဆင်ရင်မှုနှင့်ပတ်သက်၍ပြဇက်မင်းသမီးများဝစ်ပုံစားပုံကိုကြည့်၍အတုခိုးရသည်ဇက်သပင်တွင်ကာခဲစဉ်ကဇက်မင်းသမီးဇက်မင်းသားဆိုလျှင်ရွှေသွားဆိုင်ကလောင်းကိုအင်ကြီးရှိဝစ်နိုင်မှဂိုက်ဆိုင်ကြခြင်းကြောင့်ဇက်ထဲတွင်ကြည်ကြည်သေးသည်ရွှေသွားကို၍စိန်ကတိပါလောင်းကိုရှိကြီးဝစ်ခဲ့သည်ပြဇက်ထဲသို့ရောက်သောအခါနိုင်လွန်ဘရိုဂိတ်မိတ်ကပ်စသောအသုံးဆောင်အဝတ်ထဲများကိုကိုယ်တိုင်စိတ်တိုင်းကြဝယ်ယူသုံးဆွဲဝစ်စင်ပုံမျိုးမဟုတ်ပေသူ့ယောက်ျားမှသူများထံမှတဆင့်ဖြင့်ဝေရဆင်ရသည်အိမ်၌အားလက်သောအချိန်ကလေး၌အမေခိုင်းသည့်အတိုင်းပတိစိတ်ရသည်ပတိဘက်မပြေလင်အမေကတပြစ်တောက်တောက်ပြောမပြီးအောင်ပြောနေတော့သည်ဘိုးအောင်သိန်းအပေါ်၌ကိုရောအသက်ပါအနံထားရသည့်အပြင်ကိုစိတ်နှင့်ကိုမရှိသူထိုင်ဆိုထိုင်သူထဆိုထသူထားရနေရခြင်းကြောင့်အိမ်အောင်ရေးသားရမှုပျော်ရွှင်မှုလုံးလုံးမရှိပေသူဘဝအိမ်အောင်ရေးမှာရေမထွက်သောစံကြောင်ကဲ့သို့တနေ့တခြားခံ6ခါပက်ကြားအလာသည်သူရှာပွေရရှိခဲ့သောငွေကြေးများမှာဘိုးအောင်သိန်းဖေးရရန်မြင်းလောင်းရန်မိမပွေရန်တယောက်တည်းတိုင်ကန်ရှာ၍ပေးရပြီးတကယ်သူခံစားမိလာတိုင်းကြည်ကြည်သေးသည်သူ့ဘဝမှလွတ်မြောက်ခြင်းစိတ်ပြင်းထန်စွာဖြစ်ပေါ်လာသည်လွန်မြောက်ရန်ဤအမျိုးမျိုးစဉ်းစားကြည့်သည်ဤအမျိုးမျိုးအနက်မှဤတစ်မျိုးသာလျှင်တွေ့ရသည်တရားဥပဒေအတိုင်းကွာရှင်ပေးမိသူလည်းမဟုတ်သူ့ထံမှထွက်ပြေး၍လည်းလွတ်မည်မဟုတ်သူ့လက်တွင်မှလွတ်ကင်းမိဤတနည်းမှာဘဝကိုအစတုံရမိနီလန်ဖြစ်ကြောင်းတွေးမိသည်ကြည်ကြည်သေးသည်တွေးလိုက်တိုင်းမျက်ရည်ပေါက်ပေါက်ကျလာမိသည်ပြဇက်ဇထုပ်တထုပ်ကို14ညကားသည်နေပဲနောက်အစ်စ်လဲမိပြဇက်အတွက်14ရက်ဇက်တိုက်ရသည်တနေ့တွင်နေဘက်ဇက်တိုက်ဆရာရှိ၍ဘိုးအောင်သိန်းဆောင်နေသည်ဘိုးအောင်သိန်းကကိုယ်တိုင်လာမခေါ်ပဲရဲဘော်ဟောင်းကလေးကိုကြစ်ကအမောင်ခံပြီးအခေါ်လွတ်လိုက်သည်ရွှေတင်ကငါးမူသာ6ပြားနှင့်ပြုလုပ်ထားသောလက်ပတ်ကြိုးနှင့်နာရီကိုယူခဲ့ရန်မှားလိုက်သည်သူရှိမိနေရာသို့သူ့ကိုဝင်ခေါ်ပြီးယုံသို့ဇက်တိုက်သွားရန်ဖြစ်သည်မှားလိုက်သည့်အတိုင်းကြည်ကြည်သေးသည်လက်ပတ်ကြိုးနှင့်နာရီကိုလက်ကင်ပလတ်စတစ်အိတ်ထဲတွင်ထည့်ယူလာခဲ့သည်လမ်းတွင်ရဲဘော်လေးကဓာတ်ဆီထည့်သဖြင့်ကြစ်ကားပေါ်မှခုန်ဆင်းပေးရသည်ဓာတ်ဆီထည့်အပြီးဘိုးအောင်သိန်းရှိရာသို့ဝင်ခေါ်ကြသည်ဘယ်မလဲကျိုးနေနိုင်ကြည်ကြည်သေးသည်ပလတ်စတစ်အိတ်ကိုဆွဲဖွင့်လိုက်သောအခါအိတ်ကအပေါက်ဖြစ်၍နာရီနှင့်ကြိုးမရှိချေဟောတော့အိတ်ကပေါက်ပြီးကျသွားပြီဓာတ်ဆီထဲတော့ခုန်ဆင်းလိုက်တဲ့နေရာမှာကျသွားသလားမသိဘူးဘိုးအောင်သိန်းကမျက်မှောင်ကြီးကုတ်သွားလျက်ကားပေါ်သို့ခုန်တက်လိုက်သည်ဓာတ်ဆီထဲသောနေရာသို့သွားကြည့်ကြသည်ကြားမြည်ထင်သောနေရာများ၌ဘယ်နေရာမှရှာမတွေ့မှစလင်ကွင်းအိမ်ဘက်သို့ကားပြန်လှည့်လိုက်သည်။ကဲအိမ်မှာပြန်ကြည့်အောင်အိမ်ပြန်ကြည့်စရာမလိုပါဘူးအိမ်ကယူပြီးအိတ်ထဲထည့်ခဲ့ပြီးကားပေါ်ယူလာတာပဲဟာအိမ်မှာတော့မကြပါဘူးကြည်ကြည်သေးကအတန်ပြက်ပြက်ဖြင့်စိတ်မချမ်းသာစွာပြန်ပြောသည်ဘိုးအောင်သိန်းကအိမ်ပြန်မောင်းလာသည်
အိမ်ရောက်၍ရှာသောအခါမတွေ့ជីជីသေးအရိုက်ခံရတော့သည်ညကဒီနာရီရှိသေးတယ်ဘသူ့ကိုပေးလိုက်တယ်လဲပြောជីជីသေးကတခွန်မှပြန်မပြောကြအရိုက်သာခံတော့သည်ជីជីသေးဤမိခင်သည်ထက်ခိုးပေါ်မှနေ၍အရိုက်ခံနေရသောသမီးကိုစိုက်ကြည့်နေသည်အတန်မပြူပဲစိုက်ကြည့်နေသည်ဖျားတစောင်းတဲ၌ជីជីသေးအားအောင်ဝိစာရိုက်နှက်နေသည်ကိုပြန်၍မြင်ရောက်လာသည်ယခုလဲမျက်စိအောက်၌ရိုက်နှက်နေခြင်းကိုမြင်နေရပြန်သည်သမီးလေးနောက်ဘဝကအတုံရှိလင်ဤဘဝဤမြနှင့်ကြည်ပါစေရန်သမီးလေးအတွက်ရင်ထဲကဆုတောင်းလျက်ရှိသည်ပဒီစိတ်မြဲစိတ်နေသည်ဘိုးအောင်သိန်းသည်အာရအောင်ရိုက်နှက်ပြီးမှသွားကားပေါ်တက်ငေါက်ပြောလိုက်သည်ငူထားသောမျက်နှာနှင့်ပင်ជីជីသေးကားပေါ်သို့ရောက်သွားသည်စော်ယုံသို့ရောက်ကြသောအခါစံပြမယာဇက်တိုက်စောင့်နေသောဒရိုက်တာဦးသူခါကစီးမိလိုက်သည်ဟက်ကောင်မလေးမျက်ရည်တွေနဲ့နင်ဘလို့ဖြစ်လာတာလဲအဖေကြီးရဲ့ကျမကြောင့်ကိုရွှေသိန်းနိုင်ကျိုးပြောက်သွားလို့အရိုက်ခံခဲ့ရတယ်ဒရိုက်တာဦးသူခါသည်မကြေနပ်သောမျက်နှာဖြင့်ဘိုးအောင်သိန်းကိုပြောလိုက်သည်ဟေးဖိုးအောင်သိန်းမင်းကွာရိုက်ရတယ်လို့မင်းပြောက်တဲ့ပစ္စည်းက1000တန်တော့မပေါ့ကောင်မလေးရှာပေးတဲ့ငွေတွေကမနှဲပါဘူးကွာနောက်ဒါမျိုးရိုက်လားနဲ့လားမလှုပ်ဆန်းနဲ့ជីជីသေးသည်လက်တလောခံစားခဲ့ရသောစိတ်ဒုက္ခကြီးကိုစိတ်ထဲမှဖယ်ရှားပစ်လိုက်သည်သူကပြရမည့်သူအခန့်သူအကွက်ကိုစိတ်ထဲ၌သွင်းကတနေကုန်ဇက်တိုက်ခဲ့သည်ထိုညစလင်းကွင်းရေတိုင်ကြီးအောက်၌တဲထိုးနေသောជីជីသေးတို့နေသောတဲအိမ်ကြီးသည်ထိန်ထိန်သားနေသောလိုက်ရောင်အောင်၌ငြိမ်သက်လျက်ရှိသည်ជីជីသေးသည်အိတ်ခမ်းထဲ၌အတန်မထွက်အောင်ကြည်၍ငိုသည်ဇက်တိုက်နေသောအချိန်ကဖေရှားထားသောစိတ်ဆင်းရဲခြင်းတို့သည်နှလုံးသားထဲသို့ဝင်ရောက်လာခြင်းကြောင့်ကြိမ်ငိုနေလေသည်သူဘဝကြီးလာသည့်ဒုက္ခမှလွတ်မြောက်ခြင်းစိတ်ပြင်းထန်လာသည်ဘိုးအောင်သိန်းလက်မှလွတ်မြောက်ရေးအတွက်ရှာဖွေတွေ့ရှိထားသောနီလန်အတိုင်းပြုလုပ်ရန်အိမ်အပြင်သို့ခြေတမ်းမကြအောင်ထွက်လာခဲ့သည်အိမ်နောက်ဖေးရှိအဝတ်လန်းကြိုးတန်းကြီးကိုဖြုတ်လျက်ရေစင်ညီနာသို့လျှောက်သွားသည်တာလိုက်သည့်လမှလင်းထိန်နေသည်လာရောင်ဤအေးဓာတ်သည်ជីជីသေးဤရင်ထဲကအပူကိုမအေးစေနိုင်ရင်ထဲကအပူသည်လာရောင်အောက်၌နှလုံးသားကိုမိတင်မြှိုင်နေသည့်အလားတညီညီလောင်ကျွမ်းလျက်ရှိသည်ជីជីသေးသည်ရေစင်ကြီးပေါ်သို့တက်၍ကြိုးဆွဲချတည်ရန်ဆုံးဖြတ်ပြီးဖြစ်သည်ရေစင်ကြီးအနားသို့ရောက်လာသည့်အချိန်အထိအမေကသူ့နောက်မှအတန်မကြာထက်ချက်ပါလာသည်ဟဲ့သမီးဘာလို့မလို့တော့ជីជីသေးသည်ထိတ်လန့်တကြားမျက်နှာဖြင့်လှည့်ကြည့်လိုက်သည်သူ့လက်ထဲကယူလာသောကြိုးခွေကြီးကိုအမေမြင်သွားသဖြင့်မျက်နှာပြတ်ထွက်သွားသည်အော်အမေအဝတ်ကြိုးတန်းဖြုတ်သိမ်းတာပါလာတာလွန်လို့ဒီနားရောက်လာတာအချိန်မတော်သမီးရဲ့အိမ်ထဲပြန်ဝင်ခုချိန်မျိုးဟာသူများပစ္စည်းခိုးမဲ့တခိုးတွေကိုယ့်တက်ကိုရန်ရှာမဲ့သူမျိုးတွေသာအိမ်ပြင်ထွက်တဲ့အချိန်လာခဲ့ជីជីသေးအဖြစ်ကိုအမေကရိပ်မိသွားသည်အမေစိတ်ချမ်းသာအောင်အမေနှင့်အတူပြန်လိုက်ခဲ့ကအိတ်ခမ်းကလေးထဲသို့ဝင်သွားသည်အမေကအခန်းထဲသို့လိုက်ဝင်လာသည်နေကင်းကဘိုးအောင်သိန်းရိုက်နှက်ခြင်းတံကိုမခံရနိုင်၍တေချောင်းကြမ်းမှန်အမေရိပ်မိသိရှိသွားသည်သမီးဖြည့်စီ၍ရနိုင်အောင်တရားချသည်သမီးဘဝဝေကျွေးဆိုတာသိတယ်မဟုတ်လားအိမ်အောင်20စလုံးသမီးမှာဝေကျွေးပါတယ်ဒီဝေကျွေးတွေကိုဒီဘဝကုံအောင်ဆက်လိုက်စမ်းသမီးအတုံးရှိရင်ကြေးပါစေအလက်ရှိရင်ပြန်မချေပါရစေနဲ့ဒီလိုနှလုံးသွင်းလိုက်စမ်းပါသမီးမရှုံးစေနဲ့သမီးជីជីသေးသည်မျက်ရည်ပေါက်ကြီးကြလျက်ငြိမ်သက်နေသည်သူ့ကိုမပေါင်းချင်လို့တယောက်ပြောင်းမြန်တော့ကောအမေသည်အတန်တိမ်သွားသည်ရှေမဆက်ဖဲရနာပြီးမှအာယူကဆက်ပြောသည်သုံးချောင်းပြောင်းသောရှင်သုံးလင်ပြောင်းသောမိမသူတော်ကောင်းများဆက်စုပ်တယ်အားလုံးသူကိုအသက်ရှင်နေကြရတာခဏတာမျှပါတနေ့သူငါတေကြရမှာပဲမဟုတ်လားသမီးဘဝမရှုံးပါစေနဲ့ជីជីသေးသည်တစ်ချိန်လုံးထိုင်၍တရားချနေသောမိခင်ဤစကားကိုပထမနားမဝင်လူဘဝ၌ခဏတာမျှနေကြရတာလေဆိုသောအမေဤစကားကိုတော့လက်ခံကအလေးအနက်သဘောပေါက်အောင်စင်ကျင်စဉ်းစားကြည့်သည်
မခံနိုင်၍ဘဝကိုစုံရှုံပြစ်ချင်းထက်ဝေကြွေရှိသမျှကြုံခဲ့ပြီးဘဝမရှုံးစေရန်အမေစကားကိုမြေဝဲမကြအမေတသက်လိုက်နိုင်ရန်စိတ်ပန်းဖြတ်လိုက်သည်ဒရိုက်တာဘူကလေးတင့်အောင်နှင့်ဆက်လက်၍မြေပဒေသာပြဇက်ကားရန်ဇက်တိုက်နေစဉ်တစ်ဖက်မှာဘာမာပရိုက်နဲ့လည်းဓပြသွင်းသည်ပြဇက်နယ်တွင်ဒရိုက်တာဘူကလေးတင့်အောင်နှင့်မြေပဒေသာပြဇက်ကိုနောက်ဆုံးကပြခဲ့ခြင်းဖြစ်သည်ထင်ပေါ်လင်စင်တော်ကကောက်ဆိုသည့်အတိုင်း A1 ရုပ်ရှင်ကခေါ်လေပြီပြဇက်မင်းသမီးជីជីသေးကိုထူးချွန်ထက်မြက်သောအမှုပညာရှင်အဖြစ်ဒရိုက်တာဘူကလေးတင့်အောင်ကဤသို့မှတ်တမ်းတင်သည်ဆီယာမကြီးဂျာနယ်ကျော်မမလေးရေးသားထားတဲ့မာလာကြီးသို့မဟုတ်မျက်ရည်ခံခွေမရှိသောမိန်းမဆိုတဲ့ဝတ္ထုရှိရဲ့အပိုင်း3ကိုစောင့်မျှော်နာဆင်ပေးပါအောင်နော်နာဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုယ်စိတ်နှပြကျမ်းမာရွှင်လန်းကြပါသည်ရှင်